မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ KGK YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့မိတ်ဆွေတို့ကိုစာရေးဆရာမြို့ကိုလင်ကရေးသားထားတယ်မုတ်ဆိုးဖို့တင်နဲ့တမန်းဝင်ပလေးဆိုတဲ့မုတ်ဆိုးဂမ်ဘီယာဇလန်လေးကိုအစားဆုံးတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နားဆင်ခန်းစားကြည့်ကြပါအောင်ခင်ဗျာတိုက်ခတ်တော်လေးမှာအယိုးကွဲမတက်အေးစိတ်နေတယ်ဆောင်းကာလလွန်မြောက်လာဖြစ်သောကြောင့်တဆောင်းတွင်လုံးနေရောင်မမြင်ရသောယခုရက်တွင်တောင်တန်းကြီးများသစ်ပင်ကြီးများမှာစီးနှင်းများပိတ်ဖြေဖွေးဖွေးလုံနေတယ်။နွေရာသီစတင်ဝင်ရောက်ချိန်တွင်စီးနှင်းမြူများကိုထိုးပေါက်ထွက်လာသောနေရောင်ကြောင့်စီးနှင်းများအရေးဖြိုလာကြတယ်။တဆောင်းတွင်လုံးစီးနှင်းအောင်ရောက်နေသောမြေသားအောက်မှအပင်ငယ်များမှလည်းစီးနှင်းပြိုခြင်းမြေသားကိုထိုးခွဲ၍အပေါ်သို့ယုံထွက်လာကြသလိုတဆောင်းတွင်လုံးအစာစားရတစ်ချက်မစားရတစ်ချက်ဖြင့်စောင်းခိုနေကြသောတဘာဝတော်ရန်တိရစ္ဆာန်များကလည်းအစာရှာဝေရန်အုပ်စုလိုက်တော်၎င်းတကောင်လေးတော်၎င်းထွက်လာကြတော့တယ်။ယခုလိုမြန်မာပြည်မြောက်ဖားပိုင်းစီးနှင်းဖုံးလွှမ်းရာဒေသများတွင်နေထိုင်သောတော်တိရစ္ဆာန်များမှာတခြားသောဒေသများတွင်မရှိသောတောကောင်များရှိနေကြတယ်။ခုလိုအေးပိုင်းနှင်းဖုံးတောင်တန်းများပေါ်တွင်တခြားဒေသများတွင်မပေါက်ရောက်သောတစ်ပင်များဆေးဝါးပင်များလည်းရှိကြပြန်တယ်။မချူခရောင်မြစ်ကတစ်ဖက်နိုင်ငံတွင်ဈေးကောင်းရသောဆေးပင်ဆေးဥများဖြစ်တယ်။ယခုလိုရာသီမျိုးတွင်ဆေးဥဆေးမြစ်ဆေးပင်ရှာဖွေသူများသူစုနဲ့သူရှာဖွေနေကြသလိုအမဲလိုက်မိုးဆိုးများကလည်းရောက်နေကြပြီဖြစ်တယ်။မနက်စောစောလေကရေကူးရင်ဝင်များကပ်ပါလာသောကြောင့်အေးစိမ့်နေပါတယ်။ကျွန်ုပ်နဲ့မိုးဆိုးလက်တင်တဲ့ဘက်ကျော်တာဝါမှာမြန်မာပြည်မြောက်ပိုင်းရက်ကိုရောက်ရှိနေကြသည်မှာယနေ့ပါထက်တွက်လျင်3ရက်တည်လင်းပြည့်ပြီဖြစ်တယ်။ကျွန်တော်ရောက်ရှိနေသောကြောင့်မှာကျွန်ုပ်အသိမိတ်ဆွေဒေသခံမှုဆိုစောနွယ်စေတံဖိတ်ခေါ်မှုကြောင့်ဆိုလင်မမာပြီ။ဒီနေ့တော့ခါကျွန်ုပ်နေထိုင်ရာရခိုင်ရိုးမတော်တွင်ညောင်ငိုင်းကျွော်ကိုစာရဆောင်ရောက်ရှိလာပါတယ်။ဒီကူတကကျွန်ုပ်ထံစာရတံပေရန်ပို့လာသောစာကိုဖတ်ကြည့်လိုက်ရာစာမှာအောက်ပါအတိုင်းပင်ဖြစ်တယ်။တို့မဖို့ဒီငါစောနွယ်စေတံပဲနင်းစီကိုငါစာရေးပြီးခေါ်ရတဲ့အကြောင်းကငါတို့ဒေသမှာကိုအင်မတန်ကြောက်လန့်စရာကောင်းတဲ့ကိစ္စတစ်ခုကိုကြုံကြိုက်နေရတယ်။ဒါကြောင့်နင်းကိုကူညီတောင်းတဲ့အနေနဲ့ဖိတ်ခေါ်လိုက်ရတာပဲ။လာစီခြင်းနဲ့မြကြီးနားမှာငါစောင့်နေမယ်။စောနွယ်စီထံစာကအချိတ်ဆက်မရှိသလိုတပ်ပုံမမယွင်ယွင်လေရေးကလက်ဖက်ချောက်လိုတွန့်လင်ကောက်ကွေးနေသောလေရေးဖြင့်ရေးထားသောစာဖြစ်တယ်။စာဖတ်မိသောကျွန်တော်မှာဇနီးဖြစ်သူကိုခရီးထွက်မဲ့ကြောင်းပြောပြီးအလင်းမြန်ခရီးထွက်ရန်ပြင်ဆင်တော်တယ်။စောနွယ်စီထံတို့ဒေသကိုကျွန်တော်ရောက်စဉ်ကအတူတကွမဲပြည့်၍သွေးတောက်မိတ်ဆွေဖွဲ့ခဲ့ပူကြတယ်။တယောက်ဒုက္ခကြုံခြင်းနောက်တစ်ယောက်ကအသက်ပေးကကာဝယ်မိဟုသောဂရိမျိုးထားခဲ့ပူကြတယ်။ဒါကြောင့်ကျွန်တော်သွေးတောက်မိတ်ဆွေကြီးခက်ခဲကြုံခြင်းမှာကျွန်တော်ကူညီရဆောက်ရှောက်ရမည်ဖြစ်တယ်။ကျွန်တော်ခီးထွက်မည်ပြင်ဆင်နေတယ်မှာပင်တာဝါရောက်လာတယ်။ကိုကြီးဖို့ဒီနေ့တောမလဲဘူးလား။ကျွန်တော်မြောက်ပိုင်းဘက်ခီးထွက်စရာရှိလို့တာဝါရေဒါကြောင့်ပြင်ဆင်နေတာ။ဟာကချင်ဘက်ပေါ့တယောက်တည်းမတော့ပါနဲ့ကျွန်တော်မလိုက်ခဲ့ခြင်းနဲ့ကိုကြီးမလိုက်ပါနဲ့ကွာခီးကဝေးဘယ်လောက်ကြာမှန်းတွက်ဆလို့မရဘူးလိုက်မယ်ကိုကြီးဟာကျွန်တော်ကမဲဖြစ်တာတခြားနယ်ကိုလည်းမရောက်ဘူးနောက်ပြီးနေမြေတစ်ကိုခီးထွက်စရာကြုံရင်ခေါ်မယ်ဆိုကျွန်တော်ကမင်းဖေမေစိတ်မချမှာဆိုလို့ပြောနေရတာပါတာဝက်ရမင်းပြောလို့ရရင်လိုက်ခဲ့လေကျွန်တော်မတားပါဘူးဖေနဲ့မေကကိုကြီးပို့တင်နဲ့သွားမယ်ဆိုရင်ခွင့်ပြုပြီးသားပဲဒါနဲ့အေးပိုင်းဒေသကလူတွေကအသားဖြူကြတယ်မို့လားကိုကြီးပို့တင်ဖြူကြပါတယ်နေအောင်ကြီးထိတွေ့မှုနဲ့တော့အသားရည်ကအတော်ဖြူကြတာမဲတဲ့သူမရှိသလောက်ပဲဟဲဟဲကောင်မလေးတွေကကိုရီးယားမလေးတွေလိုအသားဖြူနဲ့ချောကြမှာပဲခွေးကောင်လေးဒါကြောင့်လိုက်ချင်နေတာမဟုတ်လားနေမြေသေးတွေ့ကြုံရှာရင်ကောင်မချောလေးတွေလည်းငိုင်းမို့ကိုကြီးရာအေးပါကွာအေးပါကျွန်တော်မှတာဝပြောကိုသဘောကျ၍မပြုံးပဲဝလုံးခွဲရီမောလိုက်မိပါတော့တယ်ကျွန်တော်တို့ဆရာတစ်ပည့်မှာရန်ကုန်မန္တလေးမှာတဆင့်မြကြီးနားကိုရောက်ခဲ့ကြတယ်။မြကြီးနားရောက်တော့အခါစောင့်ဆိုင်နေသောစောနွယ်စေးထန်းကိုတွေ့ရတယ်။သူကကျွန်ုပ်ကျင်းသေးလာမီတွတ်ဆ၍စောင့်ဆိုင်နေခြင်းပင်တသက်လုံးမတွေ့ရတော့ထင်မှတ်ထားသောစောနွယ်စေးထန်းဟာကျွန်ုပ်မှာလူချင်းပြန်တွေ့ရခြင်းဖွန်ပြနိုင်အောင်ဝမ်းသာနေမိတယ်။သူလည်းကျွန်ုပ်နီးသူစိတ်တွင်ခံစားနေရန်တူတယ်။မြကြီးနားတွင်တကြားကြပြီးတော့အခါစောနွယ်စေးထန်းတို့ဒေသကိုခရီးထွက်ခဲ့ကြတော့တယ်။စောနွယ်စီရန်တို့နေထိုင်ရာဒေသမှာယထာလန်ကားလန်ပေါသောရဲဒေသမဟုတ်ပဲအလွန်ကြောင်ကြသော
မြန်မာပြည်မြောက်ပိုင်းမှာရွာငယ်လေးတစ်ရွာဖြစ်တယ်။တောတောင်ရှုံမြောင်များထူထပ်သောရက်ဖြစ်ပြီးရာသီဥတုဆိုးရွားသောရက်ဒေသဖြစ်တယ်။ဆောင်းတွင်ပိုင်းဆိုရင်စီးနှင်းများပိတ်ဖုံးနေပြီးမိုးရင်းဆိုရင်လေပြင်းများနဲ့အတူမိုးတဲထန်စွာရွာသွန်းတတ်တယ်။ဒေသခံတိုင်းရင်းသားရွာငယ်လေးများဟိုတစုတစုရွာတည်၍နေထိုင်ကြသောရက်ဖြစ်ပြီးသွာလာရခက်ခဲသောရက်ဖြစ်သောကြောင့်ရွာသားများမှာရှေးယူဆွဲယုံကြည်ကိုးကွယ်မှုများယနေ့ထိရှိနေကြတယ်။ကျွန်တော်တို့ဒေသတွင်နေရာသီဆိုလျင်ပူပြင်းသောနေရောင်ခြည်တန်းခံကြရတော့လေယခုဒေသတွင်အေးစိတ်နေရာကျွန်တော်နဲ့တာဝါမှာအနှွေးရထူထူများဝတ်ထားကြရတယ်။ကားလမ်းပေါက်သောနေရာထိကကားကြုံလိုက်စီ၍တပတ်ခန့်ခြေချင်းတော်လန်ခီဆက်လျှောက်ကြရတယ်။တနေကုန်ခီးတော်ရောက်သည့်နေရာတွင်ညရည်ပြီးခီးဆက်ကြရင်နောက်ဆုံးစောနယ်စီထန်းတို့နေထိုင်ရာကူပလိုင်းရွာကိုရောက်ရှိလာကြတော့တယ်။အင်ဂျီ4-50ခန်းဖြင့်တီထောင်ထားသောကူပလိုင်းရွာငယ်မှာရွာတည်ထားရာကြီးမားသောတောင်တန်းကြီးကူပလိုင်းမျိုးကိုဆွဲပြူ၍ခေါ်ကြခြင်းဖြစ်တယ်။ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်ကူပလိုင်းကိုရောက်တော့အခါစောနယ်စီထန်းတို့အိမ်တွင်တည်ကြတယ်။စောနယ်စီထန်းမှာတကိုယ်တည်းလူမျိုးကြီးတယောက်တည်းနေသူမို့ကျွန်တော်တို့ဖို့နေရထိုင်ရလွတ်လပ်စွာရှိနေပါတယ်။ကျွန်တော်တို့စားသောက်ချိန်ရောက်လျင်ဟင်းပွဲမှာပြေးရှံပင်ဖြစ်နေတယ်။တိမ်တစ်ခွက်လာပိုးကြသောဟင်းခွက်များကြောင့်ကျွန်တော်တို့တပင်ဝိုင်းကများပြားနေခြင်းပင်ဒေသခံများမှာလူစိမ်းရည်တွေများကိုခက်စိမ့်စိမ့်ဆက်ဆံလေးရှိတော်လေကျွန်တော်မှာယခုဒေသကိုတစ်ချိန်ရောက်ဖူးပြီးမြန်မာတမ်းမိနေကြရာဝမ်းသာရဲ့လေကြိုဆိုကြရှာတယ်။စောနစစ်ထမ်းမှာကျွန်တော်တို့ကိုအိမ်တွင်အိတ်စားလုပ်ခိုင်း၍သူအပြင်ကိုမိုးလင်းသည်နဲ့ထွက်သွားတဲ့ဒူလေးများတို့ကိုရည်၍ထွက်သွားခြင်းဖြစ်ရာပထမရက်ကအမဲပြည့်ထွက်ခြင်းဟုထင်မိတော့လေညနေဆောင်မှပြန်ရောက်တော့စောနစစ်ထမ်းတယောက်ကဘာကောင်းမှရမလာပဲလက်ပလာနဲ့ပြန်လာတယ်။ဒုတိယနေ့တွင်လည်းထိုနည်းတူလက်ပလာပဲပြင်ပြန်လာရာကျွန်တော်မှာစောနစစ်ထမ်းအမဲပြည့်ထွက်ခြင်းမဟုတ်ပဲတခြားသောကိစ္စတစ်ခုကြောင့်အပြင်ထွက်နေကြောင်းရိပ်စားမိတယ်။ယခုဒီကျွန်တော်ကိုခေါ်တော့အရေးကြီးကြောင်းကိစ္စကိုလမ်းတွင်တလုံးတစ်ပါးသားများဖွင့်ဟပြောလာခြင်းမရှိသလိုယခုချိန်ထိလည်းဘာမှမပြောသေးပေ။ကျွန်တော်လည်းသူအရေးကြီးခေါ်သောကိစ္စကိုသူဖွင့်ပြောလာမယ့်အချိန်ထိစိတ်ရှိလက်ရှိစောင့်ဆိုင်းနေရင်ယနေ့ဆိုရင်ကူပလိုင်းရွာကိုရောက်နေသည်မှာ3ရက်တင်းပြည့်ပြီဖြစ်တယ်။စောနယ်စီတမ်းမှာယနေ့တွင်အိမ်မထွက်မသွားပဲမနက်စောစောအိမ်မီးလင်းဖို့တွင်အချမ်းပြေမီးလုံနေသောကျွန်တော်တို့ဆရာတပည့်အနားကိုရောက်လာတယ်။ပြင်းနေပြီလားဖိုးဒီငါလည်းရေးကြီးကိစ္စရှိနေလို့ပြင်ကိုသွားနေရတာမင်းတို့တယောက်တည်းထားခဲ့ရတာအားနာတယ်ကွာရပါတယ်စောနယ်ရမင်းကိစ္စရေးကြီးလို့သွားလာနေမှငါနားလဲပါတယ်မပြင်းပါဘူးတယောက်တော့ငါစိတ်တယ်ငါတို့ဂရိုးပြစ်ခဲ့တာသတိရတယ်ကွာအဲ့ချိန်ကစားပြီးမင်းနဲ့ငါသွေးတောက်ညီကိုတွေပြုတ်ခဲ့ကြတာနော်ဟုတ်ပါပြောရရင်အဲ့ကိစ္စမတိုင်ခင်မင်းကိုငါသိကြည့်မရဘူးဖိုးတရဒါမဲ့တကယ်ရေးချောင်းကြုံချင်းဒုက္ခရောက်ချိန်အသက်ဆုံးဖို့ဝင်မလေးတဲ့မင်းစိတ်ဓာတ်ကိုသိရချင်းငါမင်းကိုလေးစားသွားတယ်ကိုကြီးဖိုးတီတို့ကြောင့်ကျွန်တော်လည်းပြောပြအောင်လေဒီရောက်ပြီးဘယ်မှမသွားရမလားနဲ့ပြင်းလာပြီအေးပါသားဝရဲ့မင်းကိုလည်းရွာကအပြိုကြောတွေနဲ့မကြခင်မိတ်ဆက်ပေးပါမယ်အဲ့ချိန်ကျမှပျော်ပြီးတော့မပြန်နိုင်ဖြစ်နေမယ်နော်ကျွန်တော်နဲ့စောနယ်စီတန်စကားပြောနေကြချင်းသူတွေးထားသလိုအပြိုကြောများမြင်ရပဲအိမ်တွင်းအောင်နေရသောသားဝကကျွန်တော်တို့ပြောနေကြသောအကြောင်းအရာကိုစိတ်ဝင်စား၍နားထောင်လိုကြောင်းပြောလိုက်ရာစောနယ်စီတန်ကအပြိုကြောများနဲ့မိတ်ဆက်ပေးမည်ဆိုမှမျက်နှာကပြုံးပြီးဖြစ်သွားတော့တယ်နားထောင်ခြင်းရင်လည်းပြောပြရတာပေါ့သားဝရဲ့လွန်ခဲ့တဲ့9နှစ်လောက်ချိန်ကပေါ့အဲဒီချိန်ကအခုလိုနှွေရသည်ပေါ့ကွာကျွန်တော်မှလွန်ခဲ့သော9နှစ်ကကျွန်တော်မှမဲပြည့်ရန်ခေါ်ကြသူများကြောင့်ယခုဒေသကိုရောက်ခဲ့ဘူးတယ်ပြင်မဲ့သားကောင်မှာဂရိုးပြည့်ရန်အတွက်ရောက်ရှိလာခြင်းဖြစ်တယ်ဂရိုးသည်အလွန်ဈေးကောင်း၍တန်မိုးရှိသောကောင်မျိုးဖြစ်တယ်ဂရိုးကောင်မှထွက်သောနတ်မှာမွေးဆူးချသောရနန်းရှိတယ်ထိုမွေးနှံထုတ်လုပ်ပြီးသောအမွေးအရာဂရိုးကိုတည်ယူရတယ်ဂရိုးကောင်များမှာတိဦးတိဖို့စားသောကောင်များဖြစ်ပြီးမိတ်လိုက်ခြင်းနှွေဦးကာလများတွင်ဂရိုးကောင်ရှိသောတောကဂရိုးနံများရနေတတ်တယ်မိတ်လိုက်ပုံကလည်းထူးဆန်းတယ်ဖိုးမသဘာဝအရမိတ်လိုက်ခြင်းမျိုးမဟုတ်ပဲသဘာဝကိုဆန့်ကျင်သောသဘောမျိုးဖြစ်တယ်မိတ်လိုက်ရသည်တွင်ဂရိုးဒီကိုခန္ဓာအမွှေးရိပ်တွင်မှဆူရှာရနတ်တစ်မျိုးထွက်နေရာထိုနံကိုရသောဂရိုးမများကဂရိုးဒီရှိရာကိုရှာဖွေ၍ရောက်လာတတ်ကြတယ်ဂရိုးဒီမှာသူ့ထံကိုရောက်လာသောဂရိုးမများကိုရှောင်ကွင်း၍ပတ်ပြီးတော့တယ်ဂရိုးမများမှာဂရိုးဒီနောက်ကိုလိုက်ရင်ဂရိုးဒီကိုမိခြင်းတွင်ဂရိုးဒီရဲ့မိကိုအားရပါရဆုတ်ကြတော့တယ်ဂရိုးဒီမိတွင်ဘူးလုံးလေးများရှိပြီးမိတ်လိုက်ရသည်တွင်ထိုဘူးလုံးလေးများတွင်
နိုးရည်များလိုရေများရှိနေတတ်တယ်။ကရိုမာကဘူလုံးကိုဆုပ်ယူပြီးတော့သူဆုပ်လိုက်တော့ဂရိုဒီမီဘူလုံးမှာအရေးဖြင့်ကိုဝင်တယ်မွေးဖွားခြင်းဖြစ်တယ်။ကျွန်တော်တို့ဂရိုပြည့်ရန်ကိုပလိုင်းရွာကိုရောက်တော့ဒေသခံမှုဆိုးဖြစ်တော့စောနစီတန်းကိုငှားရွှမ်း၍ဂရိုပြေးထွက်ကြတယ်။ကျွန်တော်တို့မှာဂရိုရှိရာတောင်များကိုသွားနေခြင်းတွင်မူးနောင်နေရန်တူသောဝင်းပလီတကောင်ကကျုပ်တို့လူစုပေမှာဖျက်လျှောက်သွားသည်ကိုတွေ့ရတယ်။လူကိုခါတိုင်းချိန်အတွေ့အမခံသောဝင်းပလီများမှာယခုလိုလူအုပ်နီးမှဖျက်သွားခြင်းကထူးဆန်းနေသည်မို့ကျုပ်တို့လူစုအံ့ဩနေမိကြတယ်။ဒီနားမှာဂရိုကောင်ရှိနေပြီးဂရိုကိုပဲသားစားတော်အားမှအန်ရင်ပြုတ်နိုင်ကြဘူး။သူတို့ကိုယ်ရင်းကထွက်တဲ့ခြင်းကတခြားတောတော်ဝါတွေရှုရှိုက်မိရင်ခုနကဝင်ပလွေလိုမူးဝေသွားကြလို့ပဲ။စောနေစီတန်းပြောမှနားလေသဘောပေါက်ရတော့တယ်။လူသားအတွက်ကရိုးကောင်ရင်နှံကမွေးရင်နှံဖြစ်နေတော့လေတခြားသောတောတော်ဝါများအတွက်မူးနောက်စေတိုင်းသောစွမ်းရှိနေမှယခုမှသိလိုက်ရတယ်။ကျွန်တော်တို့နှာခေါင်းတွင်လည်းဆူရှာရှာရနံတစ်မျိုးရှူရှာရနေမိရာစောနေစီတန်းပြောတော့ဂရိုးရင်နှံမြဖြစ်မှန်သိလိုက်ရတယ်။ကျွန်တော်မှဂရိုးတစ်ခါမှပြည့်ဖူးသောကြောင့်ဂရိုးပြရမယ့်ရေအတွက်ရင်ခုန်စိတ်လှုပ်ရှားနေမိတယ်။တစ်ချိန်တွင်စီးနေများရေပျော်စီးစင်းနေသောတောင်ကျချောင်းတစ်ပေတွင်တစ်ဖက်ကမ်းမကိုတက်နေသောဂရိုးတစ်ကောင်ကိုတွေ့လိုက်ရသောကြောင့်ကျွန်တော်တို့မှလူခွဲလိုက်ကြရင်ဂရိုးကောင်ရှိရာကိုချင်းကပ်ခဲ့ကြတော့တယ်။ဂရိုးမှာဝါပိုင်းသောထီးကောင်ကြီးဖြစ်ပြီးတဆောင်းတွင်လုံးရေခဲပြင်အောင်ရောက်နေရမှာယခုလိုနွေရာသီကာလများတွင်အပေါ်သို့ထိုးတက်လာသောတစ်ပင်ငယ်များကိုစားတော့လျက်ရှိနေတယ်။ကျွန်တော်တို့လည်းတနက်ပြက်လက်တကမ်းမီရောက်သောအခါဝှေ့ချလိုက်ကြရင်ပြက်ကွင်းကောင်းသောစောနေစီတန်းအားပြည့်ရန်လက်ဟန်ချီရန်ပြည့်ချက်ပြလိုက်တယ်။နှွေဦးလေးပြေမှာအေးများစွာတိုက်ခတ်နေတယ်။အန်ရီယေကိုဂယုံပြုတ်မိသောဂရိုးကောင်မှာရွှန်းနုလေးများစားတော့နေစဉ်စောနေစီတန်းမှာသူ့ဒူးလေးကိုဂရိုးကောင်ရှိရာကိုချိန်ရွယ်လိုက်တယ်။ပြက်ကွင်းကောင်း၍နီးကပ်လွန်သောကွာဝေးဖြစ်သောကြောင့်ပြမက်ကလွဲစရာအကြောင်းမရှိမှန်ကျွန်တော်စိတ်တွင်တွေးနေရင်စိတ်တွင်ရုတ်တရက်လေးလံသွားမိတယ်။အန်ရီယေတစုံတရာနဲ့ကြုံလာနေတိုင်းရနေကြဖြစ်သောစိတ်ခံစားမှုမျိုးဖြစ်သောကြောင့်ကျွန်တော်မှာပုံအောင်နေရာမှာဘေးဘီဝေးရကိုမျက်လုံးဝှက်ကြည့်ချိန်မြင်လိုက်ရသောမြင်ကွင်းကြောင့်စိတ်တွင်ထိတ်ကနေဖြစ်ကလက်မလိုရမရမောင်းတင်ထားတဲ့နက်ကိုစောနေစီတန်းပုံခိုသောနေရာနီးကိုထိုးချိန်၍ပြစ်ချလိုက်ပါတော့တယ်။ပြင်းထန်သောကိုယ်တိုင်ရန်ပောက်ကွဲတဲ့ကပတ်ဝန်းကျင်ကိုလွှမ်းခြုံ၍ထွက်ပေါ်လာတယ်။ဂရိုးကောင်မှာတနက်တန်ကြောင့်ဝေးကိုထွက်ပြေးသွားတယ်။အဖွဲသားများမှာမမျောလင့်ထားသောကျွန်တော်၏တနက်ပြက်ခတ်မှုကြောင့်အားလုံးအံ့အားသင့်ကုန်ကြတော့လေ။ကြာတော့မှန်အောင်လိုက်ရပြီ။ကျောင်းမှာစောနစီတန်နဲ့ဝါတဲအိတ်ကွာအဝေးကြောက်တုံးကြီးနောက်တွင်ပုံအောင်၍စောနစီတန်ပေါ်ခုံးရန်ကျိုးစားလိုက်သောကြားတကောင်မှာခုံးလိုက်ချိန်နဲ့တပိုင်းနဲ့ကျွန်တော်ပြက်ခတ်လိုက်သောတနက်ပြက်ချက်ကချက်ကောင်းကိုထိမှန်ပြီးမြေပြင်ပေါ်ကိုပြုတ်ကျသွားပြီးမြေကြီးကိုကုတ်ချ၍ဖီအော်ဟစ်ရင်ရှိနေရကျွန်တော်ကပို၍စိတ်ချရစေရန်ကြားကြီးနီကိုတိုးသွားပြီးနောက်ထပ်တစ်ချက်ပြစ်ခတ်လိုက်ရာကြားမှာငြိမ်သက်သွားတော့တယ်။ကြားကြီးပါလားနေတဲ့ကောင်ကြီးမဟုတ်ဂရိုးနန့်ကိုတခြားသလိပ်ဆန်တွေမူးနောက်ကုန်ကြတဲ့ဆိုဒီကြားဘာမှဖြစ်ပါလားရေခဲတောင်တန်းနေပေါ်မှာကြားမရှိဘူးပြောတန်ကြားဘူးလားကြားရှိနေပါလားငါတော့ကဲပြီးတာကျေးဇူးပဲဖို့ဒီနောက်ဆိုသတိထားဖို့ကွာကြားတွေကအနံ့အယုံကိုမခံစားနိုင်ဘူးလေဒီတော့ဂရိုးကောင်နန့်ကိုသူမခံရတော့ဘာမှဖြစ်ဘူးပေါ့ရေခဲတောင်တွေဘက်ကိုနေကြုံလာတဲ့ဒီကြားကဂရိုးကိုတွေ့တော့ဖမ်းမလို့လုံနေတာလူကိုတွေ့တော့သူ့သားကောင်ပြမကပြောင်းသွားပုံရတယ်ဟာလုံးကြားသေးကြီးကိုကြည့်ပြီးတယောက်တစ်ပေါက်ဝိုင်းဝန်းပြောနေကြခြင်းစောနေစီတန်းမှာကျွန်ုပ်နေလျှောက်လာပြီးကျေးဇူးတင်စကားဆိုလာတယ်သူပုံစံကတေတွင်းမှာလွတ်မြောက်လာသူတယောက်လိုဖြစ်နေတယ်ကျွန်တော်လည်းကြားသဘာဝအနံ့အယုံမခံစားနိုင်ခြင်းနဲ့ဆက်ဆက်ပြီးရေခဲတောင်များပေါ်ကြားများနေလေးမရှိရာနေကြုံလာခြင်းဖြစ်နိုင်ကြောင်းတွေးဆပြောပြလိုက်တယ်စောနေစီတန်းမှာထိုချိန်မှစပြီးကျွန်ုပ်ပေါ်အသက်သခင်ကျေးဇူးရှင်တယောက်ဖြစ်သတ်မှတ်၍သွေးတောက်မိတ်ဆွေများဖွဲ့ဖြစ်ကြခြင်းဖြစ်ပေတယ်အဲ့ဒီချိန်ကမင်းကိုကြီးဖို့ဒေတာလက်မမြင်ဘူးလို့ဆိုရင်ငါသေးလို့အယိုးဆွေးလောက်ပြီးတာဝရဲ့ကျွန်တော်ကိုကြီးလက်ဆလက်နက်ကိုကျွန်တော်ယုံပြီးသားပြင်မလွဲဖို့ဒီအဲ့ဒီနာမည်တိုင်းပဲပြစ်ချက်တိုင်းလွဲခဲ့တယ်ဒီတိုင်းညင်နေတဲ့ပြစ်မှတ်ထက်ရုတ်တရက်လျှက်တစ်ပြက်ရေးကြုံရင်မျိုးမှာစိတ်ကိုတင်အောင်ထားပြီးပြစ်မှတ်ကိုမလွယ်တမ်းပြစ်နိုင်သူမျိုးကကျွန်တော်ရဲ့ကိုကြီးဖို့တွေတယောက်ပဲရှိမြဲတင်နေဒါကစောနဲ့ကျွန်တော်ရှေ့ထားပြီးတော့မြောက်ပင်နေကြတာတော့ပါတော့နေရထိုင်ရကြက်လုံးလို့ပါ
တာဝပြောတာဟုတ်တယ်ဘိုးဒီဒီတိုင်းငြိမ်သက်နေတဲ့ပြစ်မှတ်ကိုစိတ်ပြာကင်းနဲ့ပြစ်ဖို့ကလေးချင်ဖြစ်နိုင်တယ်ဒါပေမဲ့အသက်လူရတဲ့တိုက်ပွဲမျိုးတွေမှာပြစ်ရတဲ့ပြစ်ချက်မျိုးကိုမလွဲတမ်းပြစ်နိုင်သူကရှားတယ်ကွာအဲ့ဒီနေရာမျိုးမှာမင်းကတင်းငိမ့်နေတကယ်မလွဲပါပဲကျွန်တော်ကိုတာဝါကတလက်စောနဲ့စီတန်ကတလက်ချီကျူးနေကြရာကျွန်တော်မှာမနေတဲ့မထိုင်တဲ့စွာရှိနေပါတယ်စောနဲ့ရမင်းရေးကြီးကိစ္စကိုဘယ်နေ့ပြောမှလဲကွာငါတို့ရောက်နေတာလဲ3ရက်ပြည့်ပြီအိမ်မှာနေရတာပြင်းလာပြီကွာတောင်းမှမှာလဲကွာမင်းကိုကြိုးကြောင်တေချာမပြောပြမိဘူးမင်းကိုခေါ်တဲ့ကိစ္စကိုဒီနေ့ပြောပြမယ်စိတ်ကူးထားတယ်ကွာတေချာလေးပြောပြခြင်းလို့ကွာအေးကျွန်တော်လေလိုင်းကိစ္စသိချင်နေပြီမင်းကိုဖွင့်မေးချင်တာနဲ့တော့ပဲမနက်ဖြန်လာပြီနေ့ရောက်တော့မယ်ဘိုးဒီဟေးမင်းကလည်းမနက်ဖြန်လာပြီနေ့ရောက်တော့နဲ့မင်းသေးရှင်းကိစ္စဘာများသက်ဆိုင်လို့လဲကွာဆိုင်နေဘိုးဒီလာပြီလောက်ွယ်နေတွေဟာဒီရော်ရဲ့သေးရှင်းရင်းနေတွေဖြစ်နေပြီမင်းအနေနဲ့တမန်ဝင်ပလေးဆိုတာတကယ်ရှိတာကိုလက်ခံလားလက်ခံနဲ့လက်မခံဘူးဆိုတာငကုံမူလစိတ်ရင်းဆွဲမှာလူကနေတမန်ကြဖြစ်ပြောင်းတာကိုဖြစ်နိုင်ဘူးသိပ္ပံသဘောတရားကိုစန့်ကျင်နေဆိုပြီးလက်မခံကြသူတွေရှိသလိုယုံကြည်စိတ်မြင့်မာနေရင်မန္တန်စီရင်နဲ့ကြားမော်သွင်းတဲ့လူကကြားတကောင်ဖြစ်ရောက်နိုင်တယ်ဆိုတာကိုယုံကြည်ကြသူတွေရှိတယ်ကျွန်တော်ကတော့ယုံတဲ့လူလို့ဆိုရမှာပေါ့မင်းယုံနေဆိုရင်တော့ပြောလို့ကောင်းတာပေါ့ကွာငါခုပြောမှတွေကယုံရခက်ခက်ကိစ္စရပ်တွေမို့ပဲဒါမဲ့ဒီเจ้าညာတွေကတကယ်လက်တွေ့မှန်တရားတွေပဲဖို့တည်မင်းစကားတွေပမာဏနေတန်းစတာကစိတ်ဝင်စားစရာကောင်းတဲ့ဆုံးရရငါစိတ်ဝင်စားသွားပြီဆက်စမ်းပါဦးကျွန်တော်မှာစကားတစားဆင်းပြီးစားချီလာတော့ဆုံးတဲ့စီတန်းဇလန်ကိုအထူးတလဲစိတ်ဝင်စားမိတော့ကြောင်းဆက်ပြောရင်လော်စော်လိုက်မိတော့တယ်ဆုံးတဲ့စီတန်းကသူ့စကားကိုဆက်လာတယ်အခုငါတို့ရသားတွေကြုံနေရတဲ့ကြောက်စရာဇလန်ရဲ့အစားလို့ဆိုရမယ်အကြောင်းအရာကစပြောမှာဇလန်တစ်ခုလုံးကိုမင်းသဘောပေါက်နားလည်မှာဆိုတော့အစားကနေအခုချိန်နေထိငါတေချာပြောရမယ်ပြီးရင်တော့ကြံကြံပေးပေါ့ပြင်ပမနခင်မှာကောင်းငင်တွင်တိတ်များအုပ်ဆိုင်လျက်အေးမြသောလေများတုံတိုက်ခတ်နေပါတယ်ဇော်နဲ့စီတန်းမှာအလွန်တရာထူးခြား၍စိတ်ဝင်စားပွဲကောင်းသောဇလန်တစ်ပုဒ်ကျွန်တော်ဟာပြောပြလာပါတယ်ဆောင်းရသည်နေ့တရက်သည်အလွန်ရာသီဥတုဆိုးရွားနေတယ်ခုပလိုင်းရွာသာမန်တီတယောက်မနက်ပိုင်းချိန်တွင်ရာသီဥတုတာယာနေသောကြောင့်အမေပြစ်ထွက်လာရာနေ့လယ်ပိုင်းချိန်တွင်မှုန်တိုင်းနဲ့ကြုံရခြင်းဖြစ်တယ်။မိန်ဒီမှာမိခင်ကြီးနဲ့တူနေထိုင်သူဖြစ်တယ်။ဖခင်ကြီးဆုံးမပြီးတခြားသောညီကိုမောင်နှမများအိမ်အောင်ကြ၍အိမ်ခွဲကုန်သောကြောင့်လူပြိုလူလွတ်မှန်တီမှာမိခင်ကိုကြီးနဲ့တူနေ၍လောက်ကိုင်းကျွေးမွေးနေသူတယောက်ဖြစ်တယ်။ရိုးရလေးရအရွယ်ရောက်ယောက်ျားသားတိုင်းမှာမိုးဆိုးပညာကိုလက်ဆင့်ခံ၍တက်မြောက်ကြရာမန်တီမှာလည်းသူတက်မြောက်ရာမိုးဆိုးလို့စေပင်စေးဥရှာသောလုံးများလောက်ကိုင်းနေသူဖြစ်တယ်။တတိကောင်းပြီးအကြောက်လန့်မရှိသောမန်တီမှာတောတောင်များတွင်တယောက်တည်းညအိညနေနေ၍အမဲဖြစ်သူဖြစ်တယ်။တောင်ပေါ်ဒေသနေသူများမို့ရိုးရယုံကြည်ကိုးဝယ်မှုရာနှက်ကိုးဝယ်ကြရာနှက်ကြမ်းသောနေမြေများဆိုလျှင်လူကြီးသူမများပြောစကားဖြင့်စိတ်တွင်ကြောက်တရားဆွဲ၍ထိုနေရာများတွင်သားကောင်ဖြစ်ခဲ့ခြင်းစေပင်စေးဥရှာခြင်းများမပြုလို့ရဲကြတော့လေထိုထဲတွင်မန်ထီတယောက်ကမပါပေသူကနှက်ကြမ်း၍လူသွားလူလာမလုံးဝင်သောနေမြေများတွင်တယောက်တည်းအမဲပြေစေးဥစေမြေရှာဖွေခြင်းကိုပြုလုပ်သူဖြစ်တယ်မြေသည့်6လမ်းမြေသည့်ဘေးရန်နေရဲမှမကြုံရသောကြောင့်သူ့အတွက်ထိုနေရာများကတာမန်နေရာများနဲ့မခြားနာသလိုမျိုးသာစိတ်တွင်မှတ်ယူထားသူဖြစ်တယ်မန်တီယခုရောက်နေသောနေရာမှာလည်းကြီးမားသောတောင်တန်းကြီးများကြားမှဂျိုင်ဝမ်လွင်ပြင်တစ်ခုဖြစ်ပြီးနာမည်ဆိုးဖြင့်ဂုံသတင်းကျော်စောသောနေရာတစ်ခုဖြစ်တယ်။ဝင်းပလီတောင်ကြားယခုနယ်တွင်နာမည်ဆိုးဖြင့်ကျော်ကြားသောနေရာတစ်ခုဖြစ်တယ်။ရှေးရခင်ကလူကြီးသူမများပြောကြသောပါဇက်ဒနာရီများစွာကဝင်းပလီတောင်ကြားနှင့်ပတ်သက်၍ရှိနေတယ်။ဝင်းပလီတောင်ကြားတွင်တားကောင်များပြစ်ခတ်တပ်ဖြတ်သူမှာတားကောင်၏တဝက်တတိကိုခြံထားခဲ့ရသည်ဟုသောအစဉ်လာစကားရှိတယ်။ထို့ပြင်ဝင်းပလီများကိုအန်ရန်ပြူရပေအကယ်၍ဝင်းပလီတကောင်၏သွေးဝင်းပလီတောင်ကြားတွင်ကြပါကနောက်ဆက်တွဲအနေနဲ့ကကြောက်လန့်ထိတ်ယုံွယ်ဖြစ်များစောက်ကြိုးနေတတ်တယ်။မန်တီမှာဘုံဘုံတကောင်ကပြစ်ခဲ့ရာတီကွင်းတီခွဲနေရာကိုမထိလိုက်သောကြောင့်ဘုံဘုံမှာဝင်းပလီတောင်ကြားကိုဝင်ပြေးသွားသောကြောင့်မန်တီလည်းဝင်းပလီနောက်ကိုထက်ချက်မကွာလိုက်ပါလာခဲ့တယ်။စီးနှင်းများပေါ်ထင်ကျန်နေသောခြေရများသွေးဆက်များကိုခြေရခံရင်တောင်ကြားအတွင်းပိုင်းရောက်မှမသိရောက်လာခဲ့ရတယ်။တနေရာရောက်တွင်ဘုံဘုံမှာရှေ့ဆက်ပြရမယ်စာ
သူရှိရဘက်ကိုပြန်ပြေးလာသောကြောင့်မြေပြင်ပေါ်မုံဆိုးဒူထောက်ထမ်းချလိုက်ရင်အသင့်မောင်းတင်ထားသောဒူးလေးကိုသူ့ထံပြေးဝင်လာသောဝဝင်ကိုချိန်ရွယ်ထားလိုက်တယ်။ဝဝင်မှာကြောက်လန့်စရာတစ်ခုကိုတွေ့ရဟန်အသက်လူပြေးလာနေသောဟန်ပန်ဖြစ်တယ်။မန်တီမှာဝဝင်သူ့ထံဘာကြောင့်ပြေးလာကြောင်းစဉ်းစားမနေနိုင်ပဲဒူးလေးမောင်းကိုဆွဲပြုတ်လိုက်ရာမြားတန်ကအရှိန်ပြေးပြေးထွက်သွားပြီးဝဝင်ကြီးရင်ဘက်ကိုထိမှန်ပြီးစီးနှင်းများပေါ်တရုတ်တိုက်အရှိန်ပြေးလဲပြိုကျသွားရင်ရုံးကန်ရင်အသက်ပြောက်သွားတော့တယ်။မန်တီမှာဝဝင်တည်ရှိရာထသွားမိကြံရွယ်လိုက်စဉ်ပြေးလွှာလာတဲ့များကြားလိုက်ရသောကြောင့်ဒူးလေးကိုမြားတက်ရင်အတန်ကြားရာအသင့်ထိုးချိန်ထားလိုက်တယ်။မကြာမီမန်တီမြင်ဝင်းရှိကိုဝင်းပလီနှစ်ကောင်ရောက်ရှိလာကြတော့တယ်။ထိုဝင်းပလီနှစ်ကောင်မှာမန်တီကိုရေးဆိုင်ရမပြပဲဝဝနာကိုတိုးကပ်၍ကြိုက်ဖဲစားတော့ရန်ဟန်ပြင်းနေကြသောကြောင့်မန်တီအော်ဟစ်တန်တစ်ချက်ပြူလိုက်တယ်။မန်တီအော်တန်ကြောင့်ဝင်းပလီနှစ်ကောင်ကမန်တီရှိရာစိမ့်စိမ့်ကြီးစိုက်ကြည့်လာတယ်။ထွက်ပြေးမြည်ရမရှိယခုနေရာသည်သူတို့ပိုင်နဲ့ယခုသားကောင်းမှာသူတို့ပိုင်ဟူသောဟန်ပန်မျိုးဖြင့်ဝဝင်ကိုသူတို့တော်များဖြင့်စတင်ကြိုက်ဖြတ်နေကြတော့တယ်။သူပြက်ခတ်ထားသောသားကောင်းကိုဝင်ပလီနှကောင်ကမထီလေးစားမှုရာဖြင့်စားတော့ရန်လုံနေကြသောမြင်ဝင်းကိုကြည့်၍ဒေါသစိတ်ဖြင့်မန်ထီတောက်ပြင်းပြင်းတစ်ချက်ခေါက်လိုက်တယ်။ဒူးလေးများတံကိုဝင်ပလီနှကောင်ထဲမှတကောင်ထောင်ချိန်ရွယ်၍ပြစ်လွတ်လိုက်တယ်။လေးချင်းရှိနေသောလက်ကဝင်ပလီရှိလက်ပြင်စားအသည်နှလုံးတေကွင်းတေကွယ်နေရာကိုမြားတံကထိုးဖောက်ဝင်ရောက်သွားရာဝင်ပလီမှာတုံနဲ့လဲကျသွားတယ်။နာကျင်မှုကြောင့်ဝေးရင်မကြမီငြိမ်ကျသွားတော့တယ်။ကြံနေသောဝင်ပလီတစ်ကောင်မှာအဝေးကိုထွက်ပြေးရမယ့်စာတေသွားသောဝင်ပလီကိုလက်ပတ်၍အော်တန်တစ်မျိုးဖြင့်အော်ဟစ်တန်ပြုနေတယ်။နှုတ်သီးဖြင့်ဝင်ပလီသေးကိုထိုးခေါ်လိုက်ပါဇက်ဖြင့်ဖွားဖွားကိုက်ဆွဲလိုက်ပြရှိနေတယ်။ဝင်ပလီမြားတိတန်ရမှထွက်သောသွေးများမှာဖြူဖွေးသောစီးနှင်းများနဲ့ရောထွေးလျက်ရှိနေတယ်။ကြံရှိနေသောဝင်ပလီနောက်တစ်ကောင်မှာမန်တီရှိရာကိုစူးစိုက်စွာကြည်လာတယ်။ဒေါသမြလွှမ်းနေသောဝင်ပလီမျက်ဝန်းများကြောင့်နောက်များတစ်ချောင်းကိုဒူးလေးတွင်တက်၍ပြစ်လွတ်ရန်ပြင်ဆင်နေသောမန်တီမှာကြော်တဲ့စိတ်တက်သွားပြီးမြားကိုပြစ်လွတ်ရန်လက်ကတုပ်ဆိုင်နေတယ်။ဝင်ပလီမှာမန်တီကိုဆက်ကြည့်နေရမှာခေါင်းကိုပုံမော၍တန်ရှည်ဆွဲဥလိုက်တယ်။ဝင်ပလီဦးတန်ရှည်ကြီးပြူ၍များမကြမီချိန်တွင်အရက်လေးမျက်နှာမှာဝင်ပလီဦးတန်များထွက်ပေါ်လာတယ်။များမကြမီအရက်လေးမျက်နှာမှာဝင်ပလီများလာနေကြသည်ကိုတွေ့နေရသောမန်တီတယောက်အေးစိတ်သောရာသီဥတုတွင်ဇောကြီးများပြန်ကုန်တော့တယ်။ဝင်ပလီများမှာတကောင်နဲ့ဆိုပါကကြောက်စရာသိမကောင်းတော့လေ။အုပ်စုလိုက်ဆိုရင်ကြာဆင်းကဲ့သို့သောဘရင်ကြီးများကိုပင်ပြန်လန်တိုက်ခိုက်တတ်ကြတယ်။မန်တီမှာအစီနေမှန်မှရိတ်စားမိသောကြောင့်ရှောင်းတင်းရန်ကြံစီလိုက်တယ်။တို့ရရင်ထွက်ပြေးပါကလူနဲ့ဝင်ပလီရှင်ပြေးရန်ဖြစ်နိုင်ပြီ။ဘေးဘက်ဝန်းကျင်သို့မျိုးလုံးဝဲကြည့်ရာသူ့နောက်ကျောဘက်ပြူထားရာတောင်ကြီးတွင်လှန်ကူပေါတစ်ခုကိုတွေ့လိုက်ရတယ်။မန်တီကန်ကောင်းသည်ဟုဆိုရမည်ဖြင့်ဝင်ပလီများမန်တီထံကိုအရက်လေးမျက်နှာမှာချင်းကပ်လာကြချိန်မှာပင်ခတ်သွဲတိုက်ခတ်နေသောလေကရုတ်တရက်ပြင်းလာတယ်။တိုက်ခတ်လာသောလေရှိန်ပြင်းသောကြောင့်စီးနှင်းများကလေနဲ့အတူရောထွေးပါလာသောကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးစီးနှင်းများပြည့်ရှိနေတော့တယ်။ဝင်ပလီများမှာနှင်းမုန်တိုင်းရုတ်တရက်တက်လာသောကြောင့်ဘေးလွတ်ရာရှောင်ပြေးကုန်ကြရာမန်တီမှာဝင်ပလီများနဲ့ရင်ဆိုင်ရမယ့်ရေမှာလွတ်မြောက်တော်သောကြောင့်စိတ်ရည်သွားရတော့လေနှင်းမုန်တိုင်းဘေးမှာရှောင်နေရမည်မို့သူတွေ့ထားသောလိုင်ကိုရှိရာကိုခတ်သွဲပြေးလွှာသွားလိုက်တော့တယ်။လိုင်ကိုမှာလူတယောက်စာဝင်ပေါက်ကျရှိပြီးအတွင်ပိုင်းမှာမဲမောင်လျက်ရှိတယ်။မန်တီမှာတောပြစ်ထွက်ရာတွင်လိုရမယ်ရာမိကျစ်ဆောင်ထားရရှိသောကြောင့်ဂူတွင်ဝင်လာသောအခါမိကျစ်ကိုထိုး၍လက်တစ်ဖက်ပြစ်ချလိုက်တယ်။ဂူမှာတစ်ဖက်ပိတ်ကူဖြစ်ပြီးဆယ်ပြေပတ်လည်ကျဲဝန်းများရှိကလူတယောက်ကောင်းကောင်းခိုးအောင်နိုင်သောနေရာဖြစ်ကြောင်းတွေ့လိုက်ရတယ်။ဂူတွင်အမိုက်တဲ့များတကန်းကြောင်များတွေ့ရသောကြောင့်အမိုက်တဲ့များကိုဆူ၍မိမွေးလိုက်တယ်။မိဘုံကိုဂူဝနီလေးကွယ်သောနေရာတွင်မှွေထားခြင်းဖြစ်တယ်။မိရောင်ကြောင့်ဂူပြင်မှဝင်ရောက်လာမယ်တောတလိပ်ဆန်များရန်ကိုလည်းကာကွယ်ပြီးသားဖြစ်နေသလိုဆိုရသောရာသီဥတုအေးဒဏ်ကိုကာကွယ်ရန်အနှွေးဓာတ်များလည်းရနေတယ်။မိဘုံနီမန်တီမှာဆောင်းချောင်းထိုင်ရင်လက်ဝါးနှစ်ဖက်ကိုမိတော့တွင်အေးဒဏ်တတစီရန်ဖြင့်ဖြန့်၍ကင်ပြီးတပြင်းမောကိုယခုမှချနိုင်တော့တယ်။စီးနှင်းမုန်တိုင်းကြောင့်ဝင်ပလီများနဲ့ရင်ဆိုင်ရမယ့်ရေမှလွတ်မြောက်သလိုစီးနှင်းမုန်တိုင်းကိုရှောင်ရန်
လှိုင်ကူတစ်ခုလည်းတွေ့ရပြန်တယ်။ဘိုးရီကံကောင်းသောချက်ကလှိုင်ကူတွင်ခိုးအောင်နေသောတားရဲတလိဆန်များရှိမနေသောချက်ပင်ဖြစ်တယ်။လေတိုးတန်တရှူရှိပြီးပြင်ဘက်တွင်ရာသီဥတုဆိုးရွားစွာတိုက်ခတ်လျက်ရှိနေတယ်။မုန်တိုင်းမှာအချိန်ကြာမြူတွက်ဆမိသောကြောင့်မန်ထီမှာမုန်တိုင်းငြိမ်သည့်ထိယခုကူတွင်ခိုးအောင်နေရန်တွေ့လိုက်တယ်။နေ့လယ်ဆောင်ချိန်မှာတိုက်သောစီးနှင်းမုန်တိုင်းကညမောင်သည်ရှိမလျှော့ပဲတိုက်ခတ်လျက်ရှိနေတယ်။လွယ်တွင်ပါလာသောအသားကြောင့်ငယ်ကိုမိဘုံတွင်ဖုတ်ပြီးရေနှင့်မျောကစားတော့၍ဟာနေသောဝမ်ဘိုက်ကိုမန်တီဖြည့်တင်လိုက်တယ်။ညနေလာသောအခါတိုက်ခတ်နေသောလီမှာရှိန်ရောလာတယ်။မိဘုံနာရန်ရှိနေသောမန်တီမှာလည်းတနေကုန်လှုပ်ရှားသွားလာမှုကြောင့်နွမ်းကြီးကမိဘုံပြီးငိုင်မီလျက်ရှိနေပါတယ်။ငိုင်မီနေသောမန်တီတယောက်ခေါင်းဆက်ကနေထောင်သွားတယ်။လင်းငင်သွားချိန်တွင်ပုံခုန်နေသောနေရာများမှာထွက်လာကြရန်တူသောဝင်ပလီများမှာအပြင်ထွက်၍ဥဒံများပြုနေကြခြင်းဖြစ်တယ်။မန်တီရင်ထဲတွင်စိုးရင်စိမ်များဝင်ရောက်လာတယ်။နေလေကသူဝင်ပလီတစ်ကောင်ကိုပြစ်ခတ်လိုက်ရာတခြားတစ်ကောင်တံပြူခေါ်၍ရောက်လာကြသောဝင်ပလီများမှာတခြားနေရာကိုထွက်သွားပြီးဟုစိတ်တွင်တွေးထားတဲ့တို့ရတွင်သူတွေးထားသူမဟုတ်ဘဲဝင်ပလီများကမှုန်တိုင်းကိုခဏရှောင်ရင်းနေမုန်တိုင်းဆဲခြင်းတွင်သူရှိရာကိုစုယုံလာနေကြပင်ဖြစ်သောသိလိုက်ရသောကြောင့်ဖြစ်တယ်။မန်တီတွင်လက်နက်ဆို၍သူအမဲပြသောဒူးလေးတစ်လက်ခါတွင်ဓမြောင်တစ်လက်သာရှိတယ်။များပြားလာသောဝင်ပလီများကိုသူ့လက်နက်ဖြင့်ရင်ဆိုင်၍မရနိုင်ပေ။များတစ်ချက်ကဝင်ပလီတစ်ကောင်သာပြစ်နိုင်ပြီးသူများအလုံးကိုအောင်ပြစ်လင်းပင်ဝင်ပလီ14-5ကောင်သာထိနိုင်တယ်။များကိုအလုံးပြစ်လို့မဲ့ခွင့်ရကရှိခြင်းမှလည်းရှိနိုင်ပြီ။တကောင်ပြစ်ခတ်ချိန်တခြားကောင်များဝင်ရောက်တိုက်ခိုက်လာနိုင်တယ်။ဂူပြင်ဘက်မောင်တွင်ဝင်ပလီများဟိုမဒီမှာအုပ်စုလိုက်အဟိနေကြတွင်ဂူတွင်မန်တီတယောက်အေးစိတ်သောရာသီဥတုတွင်ဇော်ကြီးများပြန်နေပါတော့တယ်။ဝင်ပလီများမှာအုပ်စုလိုက်တန်ပေးရင်ရှိနေတော့လေဂူတွင်ဝင်မလာသောကြောင့်ကံကောင်းထောင်းမှသည်ဟုဆိုရမည်ပင်မိဘုံမှာမီးလင်းရောင်ကြောင့်ဂူတွင်ဝင်မလာရဲခြင်းဖြစ်နိုင်ကြောင်းမန်တီတွေးလိုက်မိတယ်။ဒေါ်နေတော်များမှာမိကိုကြောက်လန့်တကြတဲ့တို့ရတွင်ထင်းကြောင်များကနဲနေပြီဖြစ်တယ်။ထင်းကြောင်များကုန်သွား၍မြင်းငိမ့်သွားလျင်သွေးစာနေသောဝင်ပလီအုပ်လက်ချက်ကြောင့်သူ့ဘဝချင်းတွေကမတွေးရစရာပဲ။မန်တီမှာနောက်ဆုံးလက်ကျန်ထင်းကြောင်များကိုမိဘုံတွင်ပြစ်ထက်လိုက်ရင်လွတ်မြောက်ရလမ်းကြောင်းကိုဂူတွင်ရှာဖွေနေမိတယ်။တပတ်ပိတ်ဂူတွင်တခြားလွတ်မြောက်ရလမ်းကြောင်းမတွေ့ရသောကြောင့်ချမ်းရမရဖြစ်စွာဖြင့်မန်တီတယောက်ဂွင်ပေါရှိမှဝင်ပလီတန်ကြားရလိုက်သောကြောင့်လှမ်းကြည့်မိရာအံ့ဩထိတ်လန့်သွားတော့တယ်။မိဘုံမှာထွက်နေသောလင်းဖြင့်လူတယောက်ရွယ်စားလူတယောက်မတ်တက်လျှောက်သွားနေကြသောအဆွဲတဖွေးဖွေးနဲ့ဝင်ပလီများကိုမှန်ထိမြင်တွေ့လိုက်ရသောကြောင့်ဖြစ်တယ်။သူမြင်ရသောဝင်ပလီများမှာတမန်ဝင်ပလီများဖြစ်နေကြမလားဟုဆက်ဆက်တွေးလိုက်မိတယ်။တမန်ဝင်ပလီများလာပြေးလောက်ွယ်နေများတွင်ဝင်ပလီတောင်ကြားတွင်တွာလာနေကြသည်ဟုသောလူကြီးသူမများပြောစကားကိုလူငယ်ပြီးမယုံကြည်ခဲ့မိပေ။ယခုတမန်ဝင်ပလီများနဲ့တေးရှင်ရေးချင်းနေကြုံနေရချိန်မှာဝင်ပလီတောင်ကြားတွင်စီးဖောက်မိသောသူဖြစ်ကိုနောင်တာရနေမိတော့တယ်။မန်တီမှာတမန်ဝင်ပလီများကိုကြည့်၍သွေးပြတ်နေခြင်းတွင်သူနောက်ဘက်ကိုနေရန်စီမှာကြောက်သားခြင်းပုတ်တိုက်တံများကြားလိုက်ရသောကြောင့်နောက်ကိုလမ်းကြားလှည့်ကြည့်လိုက်မိတော့တယ်။မန်တီတယောက်နောက်ကိုလမ်းကြားလှည့်၍ကြည့်၍လက်မဒူလေးကိုလည်းပြစ်ခတ်ရန်အသင့်ထိုးချိန်ထားလိုက်တယ်။ဝင်ပလီတွေလက်ချက်နဲ့မသိချင်းမြန်လာခဲ့ပဂရီကြောက်သားနေရမှာလူလူကိုစားဝင်သားယုံဘေးကိုပွင့်သွားသည်ကိုမန်တီတွေ့လိုက်ရတယ်။အနှိမ့်မြင့်မရှိသောစကားသံတစ်ခုကဂူတွင်းပိုင်းစီမှာလှိုင်ကောင်းတွင်ပဲ့တင်ရိုက်ထွက်လာရာမန်တီကများခဏတွေ့ဝေသွားမိတယ်။ဂူဟာဘီမှာမိဖို့မှလည်းမိတော့ငိမ့်လူဘီမို့ပွင့်နေသောကြောက်သားနေရမှာအတွင်းကိုလှမ်းဝင်လိုက်တော့တယ်။မန်တီကြောက်နေရပွင့်နေသောအပေါက်မှာဝင်သွားပြီးမရှိမနှောင်းချိန်မှာပင်မိတော့လည်းငိမ့်သွားရာတမန်ဝင်ပလီများဂူတွင်လှမ်းဝင်လာသည်ကိုတွေ့လိုက်ရတယ်။မန်တီလှမ်းဝင်လိုက်သည်နှင့်တပြိုင်နက်ပွင့်နေသောကြောက်တကားမှလည်းတဖြည်းဖြည်းပိတ်သွားတော့တယ်။ဂူတွင်ပိုင်းသည်မှောင်မဲနေတယ်။အသက်ရှူရမခက်သောကြောင့်လေဝင်လက်ထွက်ကောင်းသည့်ပေါက်များရှိနိုင်သည်ဟုမန်တီတွက်ဆလိုက်တယ်။လူရှိနေလားကျုပ်ကယ်ပေးလို့ကျေးဇူးတင်ပါတယ်။မန်တီမှာတိတ်ဆိတ်နေသောအမောင်တို့တွင်အတန်ပြူလိုက်တယ်။မန်တီစကားတန်ပြူပြီးချိန်တွင်ရုတ်တရက်မိတော်တစ်ခုမန်တီမျက်နှာချင်းဆိုင်နေရာမှာလင်းလာတယ်။စင်မီတော်လင်းရောင်တစ်ခုဖြစ်ပြီးမိတော်တစ်ခုကိုမီးထွန်းလိုက်ခြင်းပင်
မိတို့ကိုမိထုံးလိုက်သူမှာသူနဲ့တက်တူရွယ်သူအမျိုးသမီးတယောက်ဖြစ်ကြောင်းမန်တီတွေ့လိုက်ရတယ်။နင်းဝင်ကဲ့သို့ဆွဆွဖြူနေသောဝတ်စုံဖြူကိုဝတ်ဆင်ထားသောမင်းပြိုလေးမှာအသားရည်ကလည်းဖြူဆိုနေတယ်။မိန်းကလေးများတဲ့တွင်ရှေမြီဦးဆိုရဖြစ်သောရက်က9ပေ9ခန့်ချုံမောပြပြသောရုပ်ရည်မဲနဲ့အောင်ကောင်းသောစံဂီတာရှည်ကိုကြောပေါ်ဖြန့်ချထားရာတင်မဖုံးတည်ရှိတယ်။ကိုခန္ဓာကောက်ကြောင်းမှာလက်ရမြောက်ဘဝဆရာများထုစစ်ထားသလိုအချိုးချပြည့်ပြည့်စွာရှိနေတယ်။တကိုယ်လုံးပြပြောစရာမရှိတော့လဲထူးခြားသည့်ຢာမှာကမျက်လုံးများပင်ဖြစ်တယ်။မင်းပြိုလေးမျက်လုံးများကမိအောင်အောင်စိမ့်ဖက်ဖက်ရောင်များအပြင်ကိုရှန်ထွက်နေသည်လားထင်မှန်နေရတယ်။နင်းတော်တင့်ရတဲ့လူပဲဒီနေမြေရဲ့စီကံမသိဘူးလား။ငါသာရောက်မလာရင်ခုချိန်လောက်ဆိုရင်အယိုးသားတခြားသည်ဖြစ်နေပြီ။ကျုပ်ဘာလို့လဲ။ကျုပ်သူများပေါ်မတရားတာဘာမှမလုပ်ခဲ့ဘူး။ကျုပ်မဲကိုလာလူတဲ့ဝင်ပလီကိုပြစ်တတ်တယ်ကျုပ်မားလား။မင်းပြူကအယောင်လက်နေသောမျက်ဝန်းများဖြင့်မန်တီကိုစူးစိုက်သောကြီးကလေသံမဖြင့်ပြစ်တင်ပြောဆိုလာတယ်။မန်တီမှာသူနဲ့ရွယ်သူမိန်းကလေးတယောက်ကအသက်လို့ပြစ်တင်ပြောဆိုလာသည်ကိုခံစားရပြီးမခံချင်စိတ်ဖြင့်ပြန်ပြောလိုက်ခြင်းပဲဖြစ်တယ်။နင်လက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေနေရာတိုင်းမှာချမှတ်ထားတဲ့စည်းကမ်းရှိတယ်။ဒီနယ်မြေမှာဝင်ပလီတွေကိုထိခိုက်အောင်လုပ်သူတွေအတွက်ပြစ်ဒဏ်ကသေဒဏ်ပဲ။ဘလို့ဘသူကဒီလိုစည်းကမ်းမျိုးချမှတ်ထားတာလဲ။ဝင်ပလီတကောင်ကြောင့်လူသက်ပြန်ပေးရမှာ။အသက်တိုင်းမှာတူညီတဲ့တန်ဖိုးရှိတယ်။နေရတာတွေနားမလဲလို့မိုးဆိုးဖြစ်နေတာမဆမ်းပါဘူး။အခုဒီနယ်မြေရဲ့ခေါင်းဆောင်စီနင်းသတင်းရောက်သွားပြီ။နင်းအောင်ကူငါကဲလိုက်တာသိရင်ငါလည်းအပြစ်ပေးခံရလိမ့်မယ်။ကျုပ်ကဲပေးရတဲ့ကျေးဇူးတင်ပါတယ်။ကျုပ်စကားပြောချိုင်းသွားရင်ခွင့်လွှတ်ပါ။ရုတ်တရက်မှမခံချင်စိမ့်နဲ့ပြောလိုက်မိတာမို့ကျေးဇူးမတည်သလိုဖြစ်သွားတယ်။သူကိုကဲသည့်အတွက်အပြစ်ပေးခံရနိုင်ကြောင်းပြောလာသည်မင်းပြိုစကားကြောင့်လော်လက်တမန်ဝင်ပလီများလက်မှကဲထားသောကျေးဇူးရှင်မင်းပြိုကိုဒေါသဖြင့်ပြန်ပြောနေမိသောမန်တီပြန်တောင်းမှလိုက်တယ်။ကြော့ဒီမီတော့ကိုယူငါးနောက်လိုက်ခဲ့ဒီနယ်မြေကထွက်တဲ့လမ်းငါပြပေးမယ်။မန်တီတောင်းပန်စကားကြောင့်မင်းပြိုလေးကစိတ်တန်ငယ်ပြော့သွားမထွန်းရသေးသောမီတို့တစ်ခုကိုမိကူ၍မန်တီကိုကမ်းပေးလာတယ်။မင်းပြိုကမန်တီကိုသူ့နောက်လိုက်ခဲ့ရင်ပြောပြီးဂူတွင်ပိုင်းလှမ်းဝင်သွားသောကြောင့်မန်တီလည်းလိုက်ပါလာခဲ့တော့တယ်။ကြောက်ကူတွင်ပိုင်းမှာရှေ့လျားစွာငွေလိမ်ငွေကောက်ပြည့်ရှိနေတယ်။တချို့နေရာများမှာလူနှစ်ယောက်ရှင်တွဲရှောင်းနိုင်သောနေရာများရှိသလိုတချို့နေရာများမှာခါကိုင်း၍တွာလာရတယ်။မင်းပြိုလေးမှာယခုလန်ကိုတွာလာဘူးဟန်ကျွမ်းကျင်လင်းမြန်စွာတွာလာနေရမန်တီမှာရှိမှမင်းပြိုလေးမီးအောင်နောက်ကိုအသေးအတန်လိုက်နေရတယ်။နောက်မှလိုက်နေရင်ဖြင့်မန်တီကောင်တွင်အတွေ့မေကုံမောများစွာဖြစ်ရှိနေတယ်။မင်းပြိုလေးကိုဒီရက်ဒေသတွင်သူတစ်ခါမှမမြင်ဘူးမတွေ့ဘူးပဲ။တမန်ဝင်လေးများအကြောင်းကိုလည်းသိနေပုံရပြီးလှိုးဝက်လိုင်ကိုတကားကိုဖွင့်၍သူ့ကိုကဲသည်ကိုထောက်ရှုပါကယခုနေမျိုးကိုလည်းကျွမ်းကျင်ပိုင်နိုင်ပုံရတယ်။နိုင်ဝက်ခန့်လိုင်ကိုတွင်သွားနေရင်မင်းပြိုလေးမှာသူ့ရှေ့တွင်ရက်ဆောက်နေသောကြောင့်ထိုနေရာကိုသွားလိုက်တယ်။မင်းပြိုရက်နေသောနေရာမှာကျေဝန်းသောလိုင်ကိုခန်းမတနေရာဖြစ်ပြီးမန်တီလိုင်ကိုခန်းကိုရောက်စဉ်တွင်မန်တီဝင်လာရာဝင်ပေါက်ပေလိုင်ကိုနေရာမှာကြောက်မောင်းတံတစ်ခုကိုအောက်ကိုဆွဲချလိုက်ရာတကြိမ်ကြိမ်တမ်းမြည်၍ကြောက်ကကားချက်ပေါ်မှကျလာပြီးပိတ်သွားတယ်။မန်တီကိုကဲရန်တကားဖွင့်လာသောလမ်းကြောင်းကိုပြန်ပိတ်လိုက်ခြင်းဖြစ်တယ်။မင်းပြိုလေးမှာစမီတို့ဖြင့်လန်ကိုခန်းနေရန်ပေါ်တွင်တင်းရှိနေသောမိတို့များကိုမိကူ၍လိုက်လံထုံးကြီးလိုက်ရာတခန်းလုံးလင်းလင်းရှင်းရှင်းဖြစ်သွားတော့တယ်။အခန်းတစ်ခုလုံးမြင်သာရှင်သာရှိသွားခြင်းတွင်မန်တီမှာလိုင်ကိုနေရန်တွင်သစ်စေးလားမြေစည်းလားခွဲခြားခဲ့သောအနေရောင်ဆေးများဖြင့်ရေးချထားသောရုပ်များကိုတွေ့ရသောကြောင့်စိတ်ဝင်စားကြည့်ရှုနေမိတယ်။ဝင်ပလီများကိုရေးဆွဲထားခြင်းဖြစ်ပြီးအုပ်စုလိုက်မဲလိုက်နေပုံလူတစ်ယောက်မှဝင်ပလီတစ်ပိုင်းလူတစ်ပိုင်းဖြစ်ပြောင်းလဲနေသောတမန်ဝင်ပလီတစ်ကောင်မန်ဖီနေပုံများကိုရေးဆွဲထားတယ်။နင်ကန်ကောင်းနေဒီနေ့ငါရဲ့အသက်20ပြည့်မွေးနေ့မို့ငါနင်းသက်ကိုရဲဆိုမိခဲ့လိုက်တာပြောရရင်ငါမျိုးနွယ်စုကိုတစ္ဆာပေါက်ပြီးကယ်လိုက်တာပဲကျုပ်သက်ကိုကယ်လို့ကျေးဇူးတင်ပါတယ်ဒါနဲ့ကျေးဇူးရှင်နာမည်ကိုသိပြစီနေတာကရောဗမာနေတာလေဝင်ပလီနဲ့ကရောဘလို့ပတ်သက်နေရလဲမိကုန်းနေများလာကြည်လားငါနာမည်ကဒီပရာလို့ခေါ်တယ်ဒီမှာနေတာဝင်ပလီတွေကငါတို့ရဲ့ဆွေမျိုးတွေပဲကျုပ်နာမည်မန်ထီလို့ခေါ်ပါတယ်ကျုပ်ပြထားတဲ့မဲကောင်ဝင်ပလီနှစ်ကောင်ကလာစားတော့တကောင်ပြစ်လိုက်မိတာ
ခုတော့ဒီပြဿနာကြီးလာမယ်လို့ထင်မထားမိဘူးပြဿနာကြီးတာပေါ့တည်သွားတာကဝင်ပလီမလေးတားပေါက်တွေကိုဆန်ထားပြီးဝင်ပလီထီးနဲ့စာရှာထွက်လာတာအခုနင်ပြစ်လိုက်တာဝင်ပလီမတည်သွားပြီသူ့တားပေါက်လေးတွေဒုက္ခရောက်ပြီပေါ့ဝင်ပလီထီးကရတဲ့နေရာနင့်ကိုလက်စားချေဖို့ကြိုးစားမှာပဲဝင်ပလီမကြီးကတားပေါက်နေတာလားသူစိတ်မကောင်းပါဘူးဗျာရဲနောက်ကျသွားပြီနင်ကိုသူတို့လက်ကငါအခုတစ်ချိန်ကဲလိုက်တာပြဿနာကပြီးမသွားဘူးဆက်လာလိမ့်မယ်ဗျာဒီပရာဆိုတော့မင်းပြိုကစကားကိုရှေ့ဆက်မလာပြီမန်တီနေပြီးတိလိုဒီများကိုမင်းမြန်ရန်စိတ်ကူးသေးတော့လေဒီပရာဆိုတော့မင်းကလေးကသူမဖြေလို့ဒီကိုသာဖြေတော့ကြောင်းဘာမှဆက်မမေးပြရာနှစ်ယောက်သားကြားတွင်တိတ်ဆိတ်မှုကကြီးစိုးသွားပါတော့တယ်။နားသည်တွေ့၍ပြီးကုံဆုံတော်လာနေတယ်။မင်းမျိုးလေးမှာကြောက်ထန်ကုန်တစ်လုံးတွင်ထိုင်၍မျက်လုံးမိမိထားတယ်။ဟိဆက်နေသည်လားမိဆက်အနားယူနေသည်လားမဆိုနိုင်မန်တီလည်းတနေကုန်လှူရှားတော်လာမှုကြောင့်လူကနွမ်းနေရာကျောင်းနေရန်ကိုကြောမိထိုင်၍မိဆက်လိုက်ရာအိပ်ပျော်သွားပါတော့တယ်။မိုးလင်းတော့မယ်ထားတော့နင်ဒီနေရာကထွက်သွားရင်ငါနင်းကိုကယ်ပေးတာမေးလိုက်ပါ။နောက်အထူးသတိထားဖို့မှာချင်တာကနင်းနန်းကိုဝင်ပလေးတွေမှတ်ထားလိုက်ပြီ။ဒီတော့လာပြီးလာခွေနေမျိုးတွေမှာအထူးသတိထားဖို့မှာချင်တယ်။ဒီပြာစကားတန်ကြမှာစက်ကနေလန်လို့လာတယ်။ဒီပြာကသူမတွေ့ကြုံသည့်အကြောင်းလှုပ်ဝက်ထားရင်ပြောလာသလိုဒီပြစကားပြောလာတယ်။ကျေးဇူးတင်ပါဒီပြာအခါကွင်းကြုံရင်ဒီကျေးဇူးကိုဆက်ပြအောင်ဆက်ပါမယ်။ကျုပ်ဂရီပေးခဲ့ပါမယ်။နင်းကိုနောက်ဆုံးသတိပေးလိုက်မယ်နော်။ဒီနယ်မြေကိုရောင်လို့တော့ချီမချပါနဲ့။အထူးသတိထားရှောင်ပါ။မင်းပြိုလေးဒီပရာမှာမန်တီကိုသတိပေးစကားထပ်ပြောနေရင်ခုနှစ်ရက်တစ်ခုမှမီးတို့ဆိုင်ရာကြောင်မောင်းနှံကိုအောက်ကိုဆွဲချလိုက်ရာတဝဝမြည်တမ်းပြ၍ကြောက်တကားတစ်ချက်ကဘောကိုတက်သွားတယ်။မန်တီမှာအပြင်ဘက်ကိုလှမ်းထွက်လိုက်ရာအလင်းရောင်ပါပါရနေသည်ကိုတွေ့လိုက်ရတယ်။နေမုံတိုင်းမှာငြိမ်သက်သွားပြီဖြစ်တယ်။မန်တီမှာသူအားခဲ့တင်ခဲ့သောမိန်းပြိုလေးကိုလှမ်းကြည့်လိုက်ရာဂူတကားဝရှိတွင်ရက်နေတယ်။ကြောက်တကားချက်ကြီးကအောက်ကိုတဖြည်းဖြည်းအောက်ကိုကျဆင်းလာလျက်မန်တီနဲ့ဒီပလာကြားတွင်ကြောက်တကားကြီးကကာစီသွားခဲ့ဖြစ်တယ်။မန်တီတပြင်းချလိုက်ရင်သူရောက်နေရာရဲမျက်နှာကိုဝေဝိုက်ကြည့်လိုက်မိရာဝင်မလီတောင်ကြားနယ်နိမိတ်ဆက်ဖြစ်နေသည်ကိုတွေ့လိုက်ရတယ်။ရွာသို့ပြန်လာသောလန်ရှောက်မန်တီကောင်းတွင်မေကုံပေါင်းများစွာရှိနေပါတယ်။သူရောက်ခဲ့သောတမန်ဝင်မလီများကျဆားရာနေရာတစ်ခုထူဆန်းသောကယ်တင်ရှင်မင်းပြိုတယောက်စသည်တို့မှာစိတ်ကူးရင်အမဲများလာရှိနေတယ်။မန်တီရောက်ချိန်တွင်သူကြုံလာရသောအကြောင်းများကိုလျှို့ဝှက်ထားလိုက်တယ်။လူများကိုပြောပြရန်တွေးသေးတော်လဲစိတ်ကူးရင်ဆန်ဆန်သူဖြစ်ပျက်များကိုယုံကြည်မဲ့သူရှိလိမ့်မည်မထင်သောကြောင့်ထိုဖြစ်ပျက်များကိုလျှို့ဝှက်ထားလိုက်တော်တယ်။မန်တီတယောက်ရွာတွင်3-4ရက်မြနားနေလိုက်တယ်။သူစိတ်တွင်ကယ်တရှင်မလေးဒီပရာကြီးလှပသောမျက်နှာကိုတီးဝဲဝဲမြင်အောင်လျက်ရှိနေပါတယ်။ဒီပရာပုံစံကိုကြည့်ရသည်မှာတမန်ဝင်ပလီများအကြောင်းကိုသိနေပုံရတယ်။တမန်ဝင်ပလီများနဲ့ဒီပရာမြေသို့ဆက်နေသည်မဆိုနိုင်ပေ။ဒီပရာတွင်မန်တီမသိသောလှုပ်ဝက်ချက်များရှိနေနိုင်ကြောင်းတွေးနေမိတယ်။မြေသို့ပင်ဖြစ်စေမန်တီနေပြေဒီပရာကိုတွေးရခြင်းခဏလေးတွင်စိတ်ဝင်စားနေမိတယ်။ဝင်ပလီတောင်ကြားကိုချီမချရန်မှာကြားထားသောကြောင့်မတော်ပြတော့လဲတခြားသောတနေရာတွင်ဒီပရာနှင့်စုံလီမလားဟုသောအတွေးစိတ်ကူးများရှိနေတယ်။ဝင်ပလီတောင်ကြားမှပြန်လာပြီးချိန်နောက်ပိုင်းတွင်မန်တီတယောက်တော်တက်ချိန်တိုင်းနောက်ကျောမလုံသောခံစားမှုများခံစားနေရမိတယ်။တစုံတစ်ယောက်မှသူအားချောင်းမြောင်းကြည့်ရှုနေသလိုခံစားမှုမျိုးခံစားနေရမိတယ်။နောက်ကိုမကြာခဏလဲကြည့်မိတော့လဲသူ့ကိုချောင်းမြောင်းနေသူကိုမတွေ့ရပြီ။ရများမှလည်းတပြေးပြေးကုံဆုံးလာပြီးလာပြေးနေကိုရောက်ရှိလာခဲ့တယ်။ကုပလိုင်းရောင်ငယ်လေးမှာ10နိုင်ခန့်ချိန်တွင်လာမင်းကြီးလင်းအောင်တိတ်ဆိတ်စွာအိမ်မောကြလျက်ရှိနေပါတယ်။ရွာမခွေးတို့မှာလာတာသောညများတွင်ခွေးများသဘာဝအရာဦးလိုက်ဟောင်းလိုက်ရှိနေပါတယ်။မန်တီမှာအိမ်ပြောသေးသောကြောင့်ထိန်တာနေသောလာရောင်လင်းပြေအိမ်ချံဝင်းတွင်လမ်းလျှောက်လျက်ရှိနေပါတယ်။ရာသီဥတုတာယာသောနေ့ဖြစ်သောကြောင့်တောင်နှန်းကြီးများကိုလာရောင်အလင်းနောက်ခံပြေကြည့်ရသည်ကစိတ်နှလုံးကြည်နူးချမ်းမြေ့ဖွယ်ရာတည်ရှိနေတယ်။မန်တီတယောက်လာမင်းကြီးကိုမောကြည့်ရင်းမှာလာမင်းကြီးတွင်ဒီပရာမျက်နှာပေါ်နေသလိုစိတ်တွင်ထင်မှတ်လျက်တစိမ့်စိမ့်ငေးကြည့်လျက်ရှိနေပါတော့တယ်။ညနေတစ်စင်းမှာမန်တီနေမှဖြစ်သွားပြီးအနီးရှိသပင်ပေါ်တွင်သွားဆိုင်လျက်ရှိနေတယ်။မြပြသူအားကြည့်လိုက်ရာလူကြီးတစ်ခုမှလက်ခနဲ့ပြေးသွားသည်ကိုတွေ့လိုက်ရတယ်။မန်တီမှာမြနဲ့နေမှဖြစ်သွားခြင်းကြောင့်ရင်ထိတ်သွားမိသလိုမြပြသူနောက်ကိုလိုက်ရန်တွေးသေးတော်လေမြပြသူကခဏတွင်လင်းမြန်စွာထ
ထွက်ခွာသွားသောကြောင့်မြပြည့်သူနောက်ကိုညာကြီးမင်းကြီးအချိန်လိုက်မိစိတ်ကူကိုလက်လျှော့လိုက်တယ်။စားရဆောင်ပါလား။ပင်စီပေါ်တွင်ဆိုက်နေသောမြရန်ကိုမန်တီဆွဲထုတ်လိုက်တယ်။မြရန်ကိုကြည့်၍သူ့ကိုလှုပ်ကြံသူကိုခံမှန်းရန်အတွက်ပင်သူတို့ဒေသမိုးဆိုးများကမြရန်ကိုကိုယ်တိုင်လှုပ်၍မဲလိုက်ကြရာမြရန်ကိုကြည့်၍မြည်သူမြည်ဝမြရန်ကိုခွဲခြားသိနိုင်လောက်အောင်တယောက်နဲ့တယောက်မတူအောင်မြရန်ကိုအသေးစိတ်ကိုယ်ပိုင်မှတ်သားပြုထားတကြတယ်။မြရန်ကိုစစ်စစ်ကြည့်မိရာသူတို့ရွာသားများပြုလုပ်သောမြရန်မို့ကြောင့်သိလိုက်ရတယ်။မြရန်ကိုတခြားကြည့်ရင်မှမြရန်မီတွင်စားရဆောင်ပါလာကြောင်းတွေ့ရသောကြောင့်စာအုပ်ဖြုတ်၍လာရောက်တွင်ဖတ်လိုက်တယ်။ဒီပရာဒုက္ခတွေ့နေပြီဒီပရာကိုကယ်ခြင်းရင်ဝင်းမလီတောင်ကြားအခုလာခဲ့ပါစာမှာထိုများသာဖြစ်တော့လေစာအုပ်ဖတ်မိသောမန်တီတယောက်စိုးရင်တောကားစိတ်များပြီးရင်တွင်ဘလောင်စုကုန်နဲ့သူ့တက်ကိုတမန်ဝုံပလီများလက်မကဲခဲ့ဘူးသောဒီပရာတယောက်ဘေးရန်နေကြုံနေရပြီဆိုသောကြောင့်မန်တီမှာဘာကိုမှမစင်စားနိုင်တော့ပဲမြကြည်တော့ကိုကြောတွင်လွယ်လက်ကဒူးလေးကိုကိုင်းဓားရှိကိုခါရင်ချေ၍ဝင်းပလီတောင်ကြားစီကိုခြေလန်းစွပ်ဖြင့်ရှောက်သွားနေတော့တယ်မန်တီစိတ်တွင်စိုးရင်တောကားစိတ်များဖြင့်ထူပူလျက်ရှိနေပါတယ်ထို့သူဒီပရာမှာကြားထားသောဝင်းပလီတောင်ကြားကိုချီမချရန်မှာကြားချက်ကိုစိုးရင်စိတ်များနေခြင်းကြောင့်မေးလျော့သွားပါတော့တယ်ညမောင်တူအောက်တွင်လက်နက်ပြည့်စုံကန်ဆွဲ၍ရွာမောင်းထွက်သွားသောမန်တီကိုညဘက်လာတော်သာဖြင့်လူပြိုလက်နေကြသောကာလာသားတို့ချို့မြင်တွေ့လိုက်ကြတယ်မန်တီပါကိစ္စအတွက်လက်နက်ပြည့်စုံကန်ဆွဲ၍ညဘက်ကြီးထွက်သွားသည်ကနားမလည်နိုင်အောင်ရှိနေကြပါတော့တယ်မန်တီမှာလိုက်အောင်အောက်တွင်ခြေလန်းကျကြီးများဖြင့်ဝင်းမလီတောင်ကြားတွင်ဝင်ရောက်လာခဲ့တယ်သူမျက်လုံးများကပတ်ဝန်းကျင်ဘေးပတ်လည်ကိုကြီးငန်းတောင်မှကြည့်လျက်ရှိနေပါတယ်မန်တီသတိမထားမိသောချက်မှာဝင်းပလီတောင်ကြားတွင်ကိုမန်တီစဝင်လာချိန်မှစ၍အရက်လေးမျက်နှာတွင်ပေါအောင်နေကြသောဝင်းပလီများမှာမန်တီနှင့်ခလန်လန်မှာထက်ချက်မကွာလိုက်ပါနေကြခြင်းကိုပင်ကဲကြပါဦးအမလီအော်ဟေးကူညီတောင်းသောမိန်းကလေးတန်တကူကသူရှိခလန်လန်မှာထွက်ပေါ်လာရာမန်တီတယောက်ဘာကိုမှတွေးမနေနိုင်ပဲအတန်ကြားအရက်ကိုတစ်ချိန်တိုးပြေးလောသွားပါတော့တယ်တောင်ကြီးကွင်းမြစ်တစ်ခုကိုလာရောင်ကရှင်းလင်းစွာကြားရောက်နေတယ်ဖြူရောင်ဝစ်ဆုံရှိကိုဝစ်စင်ထားသောမိန်းကလေးတယောက်မှလာရောင်အောက်တွင်တွေ့ရတယ်။တိုင်တိုင်းပေါ်တွင်လက်ပြန်ကြိုးချီနှောင်ထားခြင်းခံရခြင်းဖြစ်သည်။မန်တီမှာဒီပရာဖန်သီးခံရသည်ဟူသောတွေ့ပြီးထိုနေရာကိုပြေးသွားရင်တုံ့နှောင်ထားသောကြိုးများကိုဖြေလိုက်တယ်။ညီမဘသူတွေဖမ်းချုပ်ထားကြတာလဲ။မင်းဘသူလဲ။ဟာ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 မန်တီတယောက်ဒီပရာဟုထင်မှတ်ထားသောမိန်းကလေးလက်မကြိုးများကိုဖြေပြီးရင်ယခုမှမျက်နှာကိုတေချာကြည့်မိရာအာတင်သွားရတော့တယ်။ကျောင်းမှာထိုမင်းကလေးမှာသူထင်ထားသလိုဒီပရာမဟုတ်ပဲဒီပရာနဲ့ရုပ်ချင်းနှင်းငယ်စင်သောတခြားတစ်ယောက်ဖြစ်နေသောကြောင့်ပင်ဒီပရာရောင်ဆောင်ထားသောမင်းကလေးမှာမန်တီအန်ဟောတလုံးနေသောဖြစ်ကိုကြည်အားလှောင်ပြောင်ရီမောလိုက်တယ်။မင်းကလေးရည်တဲ့တူသူတို့နှစ်ယောက်ကိုဝမ်းပတ်၍အနက်ရောင်ဝိချုံစီဝစ်စင်ထားကြသူများဆက်ဝိုင်းပေါ်တွေ့၍ချင်းကပ်လာနေကြသည်ကိုတွေ့လိုက်ရတယ်။မင်းတို့ဘသူတွေလဲဘာရက်ကျုပ်ကိုလိန်ညာပြီးခေါ်တာလဲမန်တီရဲ့စကားကြောင့်ဒီပရာရောင်ဆောင်ထားသောမင်းကလေးမှာအန်ကျေးလိုက်တယ်။သူမပုံစံကဒေါသအမြင့်ချောင်းချောင်းထွက်နေရန်တူတယ်။နင်းစီကကြွေးရတဲ့အရှိလို့ခေါ်လိုက်ရတာပဲ။ဝင်းမလေးတကောင်ကိုနင်းသက်လိုက်တာမှတ်မိသေးလား။အဲ့ဒီကြွေးကိုတောင်ပေါ်နင်းကိုထောင်ချောက်စင်ခေါ်လိုက်တာပဲရှင်းပြီလား။ငါသားကောင်လူတဲ့ဝင်းမလေးကိုငါတက်လိုက်တယ်။တကယ်လို့အဲ့ဒီအတွက်ငါမားတယ်ဆိုရင်ငါတောင်းမှန်ပါတယ်။တကယ်လို့ရော်ကြီးတောင်းမယ်ဆိုရင်လည်းပေးပါမယ်။ငါဘာလို့ပေးရမလဲပြောပါ။နင်ပေးရမယ့်ရော်ကြီးကအသက်တစ်ခုအတွက်အသက်တစ်ခုပဲနင်းသက်ကိုပြန်ပေးရလိမ့်မယ်ဟာအတိတ်ပဲမရှိတာတွေမပြောပါနဲ့ဗျာဒီပရာဘာမှလဲဒီပရာကိုမင်းတို့ဘာလို့လိုက်ပြီလဲပြောစမ်းဒီချိန်မှာနင်တွေးရမှာကနင်းကိုနင်ဒုက္ခမရောက်ဖို့ပဲကဲပေးဆက်ရဖို့ချိန်တန်ပြီစားကြတော့ဟိဒီပရာတို့ဆိုရင်နေတော့မန်တီတယောက်သူ့အနေရကိုပင်ဂယုမဆိုင်နိုင်ပဲရှိနေတယ်ဒီပရာနဲ့ရုပ်ချင်းနှင်းငယ်စင်သောမိန်းကလေးမှာအမိတ်ပေးတံပြလိုက်ရသူတို့နီအရက်လေးမျက်နှာမှာဝင်ပလီဦးသည်များဇက်တိုက်ထွက်ပေါ်လာသည်ကိုကြားလိုက်ကြတော့တယ်။မန်တီမှာနားများဥသွားသောကြောင့်လက်ဝါးဖြင့်သူနာတစ်ဖက်ချက်ကိုပိတ်လိုက်ရတယ်။ထူးခြားမှုဖြင့်ကောင်းကင်မှာပြေဝိုင်းစွာတာနေသောလာမင်းကြီးတွင်အနီရောင်နှိပ်ရိပ်များတန်လာတယ်။ဟာမန်တီမှာသူ့ဘေးပတ်လည်မှာလူများကိုကြည့်မိရာထိုသူများ၏ပြောင်းလဲမှုကိုယခုမှသတိပြုမိသောကြောင့်ထိတ်လန့်တကြားဖြစ်သွားရတော့တယ်။မန်တီဘေးမှာလူများမှာလူဖြစ်မှပြေးပြေးကြောက်စရာဝင်ပလီများတွင်ပြောင်းလဲလျက်ရှိနေကြတယ်။တမန်ဝင်ပလီများ၏လူမဝင်ပလီဖြစ်ပြောင်းလဲနေပုံကိုမ
မျက်ဝါးထင်ထင်မြင်တွေ့နေရခြင်းပဲမန်တီမှာအန်နေတော်ရရောက်နေသောသူ့ချီနေကိုတွေ့ရင်ထိတ်လန့်တော်မိပါတော့တယ်ရဲလီမျက်နှာတွင်တမန်ဝုတ်လေများနဲ့ရိုးရိုးဝင်ပလီများရှိနေရာသူ့အတွက်မြေရှိုးမှုပြနိုင်သောဆွမ်းရှိမှသာလွတ်မြောက်နိုင်မဲ့ရေကိုတွေ့၍ရင်ထိတ်တော်မိတယ်ဒီပရာနဲ့တူသောမိန်းကလေးမှာဘေးဘက်လင်မှာတမန်ဝုတ်ပလီများကိုကြည့်၍ကောက်ကျစ်စွာပြုံးနေတယ်တမန်ဝုတ်ပလီများမှာလှုပ်ရှားမှုပြုကြသေးပဲမန်ဖီဟင်းအောင်တံများပြုနေကြခြင်းကိုမန်ထီတယောက်ကြောက်လန့်စွာကြားနေရတယ်။တမန်ဝင်ပလီများမှာဒီပရာနဲ့ရုပ်ချင်းစင်သောမိန်းကလေးအမိတ်ကိုစောင့်ဆိုင်နေကြရန်တူတယ်။အမိတ်ပေးတဲ့နာထွက်လာပါကမန်ထီကိုအယိုးအသားတခြားသည့်ဖြစ်အောင်ကိုင်ဆွဲကြမိမှာကျင်းသေးနေတယ်။ရုတ်တရက်မန်ထီစိတ်တွင်အတွေ့တစ်ခုဝင်လာတဲ့ထို့ကြောင့်ခါကြမှာဓာတ်ကိုဒိန်မှာလှင်မြန်စွာဆွဲထုတ်၍ဒီပြာနဲ့တူသောမိန်းကလေးကိုသူ့ရင်ဝင်ဝဲကိုရုတ်တရက်ဆွဲသွင်းပြီးလက်ဘင်းတွင်ဓာသွားတိတ်ထားလိုက်တယ်။နင်းဒါဘာလုပ်တာလဲ။သေခြင်းလို့လား။ငါမသေးခင်လောတဲ့ရင်သေးရမှာကနင်ဖြစ်သွားလိမ့်မယ်။ညင်လိုက်ခဲ့။မန်တီမှာဒီပရန်တူသောမိန်းကလေးကိုတစားကန်လုပ်၍ဝင်ပလီတောင်ကြားပြင်ဘက်ကိုတွေး၍ထွက်လာရာတမန်ဝင်ပလီများနဲ့တခြားသောဝင်ပလီများမှာစားမတက်ဝါမတက်မန်ပီဟင်းအောင်လျက်ရှိနေကြတော့လေ။အနာကိုကပ်မလာဝင်ကြပြီ။မန်တီအတွေးမှန်သည်ကိုဆိုရမိပင်ဖြစ်တယ်။မိန်းကလေးမှာဒေါသအမျက်ပြင်းစွာထွက်နေရန်ရှိတော်လေမန်ထီတာကသူမလက်ပင်ပေါ်ရောက်နေသောကြောင့်ဒေါသကိုအပြင်ထွက်ခွင့်မရပြီနင်းကောင်တွေနဲ့ဝင်မလီတွေကိုခြံနေရေးဖို့ပြောလိုက်ငါဘာလို့ပြောရမှာလဲဒီကောင်တွေကသွေးစားနေတာနင်းလက်ချောင်းသွေးကိုတောက်ချင်နေတာဟာဒီမိန်းမကတော့ဟေးနင်းကောင်တွေငါလက်ချောင်းသွေးမတောက်ရခင်ငါဒါသာကနင်းလက်ချောင်းသွေးကိုရင်ဖောက်တော့သွားလိမ့်မယ်ပြောမလားပြောဘူးလားကောင်းပြီနင်းငါ့ကိုလှုပ်ပေးဒါဆိုနင်းကိုတောက်ခွင့်ပြုမယ်ဒီလိုတော့ဘယ်ရမလဲဒီနေမြေကနေတို့နေမြေဒီတော့ငါစိတ်ချရတဲ့နေရာရောက်ရင်နင်းကိုလှုပ်ပေးမယ်ကောင်းပြီနင်အခုတစ်ချိန်ထပ်ပြီးကန်ကောင်းသွားတယ်မှငါသတိပေါ်သွားလို့နင်ကန်ကောင်းသွားတာနောက်တစ်ချိန်ဆိုရင်တော့နင်ကန်မကောင်းနိုင်တော့ပါဘူးမန်တီတွေးမှန်သွားသည်ဟုပြောရမည်ပင်မိန်းကလေးကိုတစားကန်လို့၍ခေါ်လာသောကြောင့်တမန်ဝင်ပလီနဲ့ဝင်ပလီများအနာကပ်မလာရဲကြသလိုမိန်းကလေးကလက်က၍နေရရန်ချက်ပြလိုက်သောအခါဝင်ပလီတောင်ကြားအဝင်နေမြေတွင်ကြံနေရခဲ့ကြတယ်ဒီဘရန်သူသောမိန်းကလေးမှာတမန်ဝင်ပလီများနဲ့ရိုးရိုးဝင်ပလီများကိုထိန်းချုပ်စေခိုင်းနိုင်သောအမိတ်ပေးနိုင်စွမ်းရှိသူဖြစ်၍မန်တီအံ့ဩမိရတယ်။မိန်းကလေးမှာဝင်ပလီများနဲ့မိတို့ဆက်ဆက်ပတ်သက်နေသည်မဆိုနိုင်ပေ။ထူးခြားသည်ကတော့အမှန်ပဲ။ဝင်ပလီတောင်ကြားနဲ့ရွာကိုတွားရလန်တစ်ဝက်ခန့်ရောက်သောအခါဘေးဘက်ဝန်းကျင်ကိုတေစာဂရုစိုက်ကြည့်၍မိသူမှလိုက်မလာမှန်းတေချာသောအခါမိန်းကလေးကိုလွတ်လိုက်တယ်။ဝင်ပလီတကောင်တက်မိလို့ဒီလောက်ထိကြီးတဲ့ပြဿနာတွေဖြစ်လာလိမ့်မယ်လို့ငါတခါမှမတွေးခဲ့မိဘူး။ငါကိုကြုံနေရတာတွေကိုစိတ်ရှုပ်လာပြီးမို့ဒီလောက်နဲ့ပဲတော်လိုက်ကြအောင်နင်းပေါ်လဲငါညှိုးမထားသလိုငါပေါ်ညှိုးထားရင်လဲကြည်ပေးပါနင်ကဝင်မရီတောင်ကြားရဲ့စီကံကိုချိုးပေါက်မိသွားပြီးစီကံချိုးပေါက်ရင်ဘာဖြစ်တယ်လဲဆိုတာနင်းကိုဥပမာထားပြီးနောက်လူတွေကိုစီကံချိုးပေါက်ဝင်အောင်အပြစ်ပေးရလိမ့်မယ်ဘလို့ပြစ်ပေးမှလဲလာတော့ရဲ့ဤနေ့လယ်ပိုင်းချိန်တွင်ကုပလိုင်းရွာသား၃ယောက်မှတောပြည့်ရန်ထွက်သွားကြတယ်နေ့လယ်ပိုင်းတနေ့ကုန်အမဲပြစ်ကြရင်ပြက်ခဲရရှိလာသောတားကောင်များကိုစကန်းချရာကူတွင်တည်ယူလာကြပြီးခုတ်ထက်ကအသားများကိုမိဖြင့်ကြက်တိုက်နေကြတယ်။သူတို့၃ယောက်မှာအသားများကိုကြက်တိုက်ပြီးနောက်တစ်နေ့မနက်တွင်ရွာကိုပြန်ရန်စီစဉ်ထားကြတယ်။ညကတပြေးပြေးနှက်တထက်နှက်လာတယ်။အသားစင်းများမိခင်ရမှာမိခဲပေါ်ပြုတ်ကျလာသောစီများကညှော်နှန်းထလျက်မိခိုးငွေများနဲ့တူရောပါ၍ကုပလိုင်းရောက်သော၃ယောက်စကန်းချလာသောကြောက်ကူနီတွိုင်အသားညှော်နှံများပြန်လွင်နေတယ်။မိုးဆိုး၃ယောက်တွင်၂ယောက်ကအိတ်နေပြီးမိဘဲရှိနေသောမိုးဆိုးမှာအသားကြိုက်သောမိဖို့ဘေးတွင်အလုံများလျက်ရှိနေတယ်။တယောက်တလဲစီလဲကြမိဖို့ဘေးတွင်အသားကြိုက်ရန်ခွဲတန်းချထားခြင်းဖြစ်တယ်။များပြားလုံးလာသောဝင်ပလီအော်တန်များဂူရှိဘက်မောင်လူစီမှချလိုက်ရသောကြောင့်ဂူတွင်မိပဲလှုပ်ရှုပ်နေသောမိုးဆိုးမှာကြော်ယူတစ်ချောင်းစိတ်တက်သွားသလိုခံစားလိုက်ရတယ်။ပြင်ပစီကိုလမ်းကြည့်လိုက်သောအခါရဲရဲနေသောမျက်လုံးပေါင်းများစွာကိုအမောင်တွင်တွေ့လိုက်ရတယ်။ထိုမျက်လုံးပေါင်းများစွာမှာဂူကနေချိကပ်လာကြသောကြောင့်မိုးဆိုးမှာထိတ်လန့်သွားပြီးအိတ်နေသောသူ့လူနှစ်ယောက်ကိုအလောကြီးနှိုးလိုက်တော့တယ်။ဟေးကောင်လေးထားကြဟာငါဆောက်ရမယ်လေရောက်ပြီလားခုမှအိတ်မလို့ရှိသေးတာအိတ်ကောင်းနေတာကွာဘာဖြစ်လို့လဲအပြုံလမ်းကြည့်လိုက်ကြဟေးကောင်လေးဝင်ပလီတွေအများကြီးပါလားလူ
လူလိုကောင်းတွေလည်းပါတယ်ကွအဲ့ဒါတမန်ဝင်မလီတွေပဲဖြစ်ရမယ်ဟဲ့ကောင်နေဘာဆက်လုပ်ကြမှာလဲဒီလောက်ဝင်မလီများကြီးကိုပြစ်လို့လဲထူးမှာမဟုတ်ဘူးအသားညွန်တဲ့နေကြောင်ရောက်လာကြတာနေမဲကွအသားတွေကိုအပြင်ကိုပြစ်ထုတ်လိုက်တော့ဟာကွာတနေ့ကုန်တနေ့ကန်ပင်မပြစ်ခတ်ထားတာနှမျောစရာကြီးကွာအသက်ထက်ဘာမှရင်ပြူဟဲကောင်အသားတွေအလုံးပြင်ကိုပြစ်ထုတ်လိုက်တော့ဝင်မလီများကြားတွင်လူတစ်ပိုင်းဝင်မလီတစ်ပိုင်းမျိုးဆက်လိုင်ကန်တမန်ဝင်မလီများပါရောပါလာတယ်မုံဆိုးများမှာထိရန်ကြဖြစ်သွားကြပြီးတယောက်မှအသားများပြင်ကိုပြစ်ထုတ်ရန်ကြံပြူရာအခြားတယောက်ကနှမျောသောကြောင့်တားနေသေးတယ်နောက်ဆုံးအသားများကိုအပြင်ကိုပြစ်ထုတ်လိုက်ကြတော့တယ်ကြက်တိုက်ထားသောမကြက်တစ်ချက်အသားများအပြင်ကိုပြစ်ထုတ်လိုက်ရာဝင်မလီများမှာအသားများလူရက်စားတော့ကအစားမှန်တ၍မန်ဖီတံများပြူ၍ရှိနေကြတယ်နောက်ဆုံးတွင်သူတို့တွင်ရှိသည်များအသားအလုံးကုန်သွားပါတော့တယ်ဝင်မလီများမှာအသားများကုန်သည့်အထိထွက်မသွားကြသေးပဲစောက်ကြည့်နေကြသောကြောင့်မိုးဆိုးသုံးယောက်မှာကြောက်လန့်စွာရှိနေကြတယ်။ဘာဆက်လုပ်ကြမလဲဒီကောင်တွေကူထိပြန်ကြသေးဘူး။ငါတို့ပြစ်ပြလိုက်တဲ့သားတွေကဒီလောက်များတဲ့ဝင်မလီကတွားကြတော့ညံ့မှာမဟုတ်ဘူး။တမန်ဝင်မလီကလည်းပါလာတယ်ဘာဆက်လုပ်ကြမလဲ။မီးကြောင်အထဲဝင်မလာရတာနေမဲကွာ။မီးုံထင်းထထဲကွာမီးမငိမ့်စီနဲ့မိုးဆိုးသုံးယောက်မှာယခုတော့ဝင်မလီများ၏မဲလိုက်ခြင်းကိုခံနေရပြီဖြစ်တယ်။ထင်းကြောင်များကိုမီးပုံကိုပြတ်တမ်းပြစ်ထည့်၍မင်းငိမ့်စေရန်ပြုလုပ်နေကြတယ်။ဝင်မလီများမှာဇွဲနှဘက်ကြီးစွာဖြင့်ဂူရှိအမောင်တွင်ရှိနေတယ်။ညသည်လည်းနတ်တရက်နှစ်လာသလိုဂူတွင်စုဆောင်ထားသောထင်းကြောင်များကလည်းမိဘုံတွင်ကြောက်လန့်တကြားလော်တကြီးပြစ်ထည့်လိုက်ကြသောကြောင့်ကုံတော့မီဖြစ်ရာသွေးပြက်ကြောက်လန့်စွာရှိနေကြတော့တယ်။ခေကောင်နေဘယ်လိုလုပ်ကြမလဲထင်းကြောင်တွေလည်းကုံတော့မယ်။ထင်းကြောင်များကုံကလေးချိန်သားကြိုက်ပြီးတစ်ချိန်လုံးငြိမ်သက်စွာရှိနေသောဝင်ပလီများမှာစတင်လှုပ်ရှားလာပါတော့တယ်။တမန်ဝင်ပလီများမှာမြေပြင်ပေါ်မှကျနေသောစီနေငယ်များဖြင့်ဂူတွင်ပြစ်သွင်းကြရာမိဘမော်ကိုစီနေငယ်များကျလာပြီးတရှဲရှဲမြည်လျက်မိခဲများငိမ့်ကုန်တော့တယ်။မိခဲများမင်းကြီးတည်တဲ့ပိုင်းနဲ့တမန်ဝင်ပလီနဲ့ခြားသောဝင်ပလီများလှန်ကူတွင်ဝင်လာကြပြီးမွန်ဆိုးသုံးယောက်ကိုဝိုင်းဝင်၍တိုက်ခိုက်ကြကုန်တယ်။အာအမလီအာတေးပါပြီအာအီဂူတွင်းမှာမိုးဆိုးသုံးယောက်ထံမှခုခံခြင်းမများလိုက်ပဲဝင်ပလီများကြိုက်ခဲမှုကြောင့်နာကျင်စွာအဟိတံများနဲ့တူဝင်ပလီများ၏ကြိုက်ခဲမှန်ပြီးတံများထွက်ပေါ်လာတယ်။တမန်ဝင်ပလီများနဲ့တခြားသောဝင်ပလီများကိုဥဆောင်လာသူမှာအဖြူရောင်တမန်ဝင်ပလီတစ်ကောင်ပင်ဖြစ်တယ်။ဝင်ပလီများမှာမိုးဆိုးသုံးယောက်ကိုအသားများကိုဝိုင်းဖွဲ့စားတောက်နေကြရာတနင်္ဂနွေများကြာသောချိန်တွင်မိုးဆိုးသုံးယောက်မှာသွေးစာများနဲ့အယိုးသာကြံနေရခဲ့တော့တယ်။ရှေးစီမှာလင်းအောင်ပြောလာသောချိန်တွင်တမန်ဝင်ပလီဖြူကြီးကအချက်ပေးဥဒံပြုလိုက်ရင်ထိုနေရာမှထွက်ခွာသောချိန်တွင်တစားသောဝင်ပလီများကလည်းခေါင်းဆောင်ဖြစ်ရန်တူသောတမန်ဝင်ပလီဖြူကြီးနောက်ကိုလိုက်ပါသွားကြပါတော့တယ်။ငရဲပွဲသည့်လာစူညံပေါ်လောရနေသောပဝန်းကျင်ကယခုချိန်တွင်တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ကြံနေရခဲ့တော့တယ်။ကုပလိုင်းရွာသား၃ယောက်မှ၃လေးရက်ခန့်ကြာသည့်ထိအမဲပြရမှပြန်မလာသောကြောင့်ရွာသားများစုပေါင်း၍လက်ရှာကြသောအခါလှိုင်ကူတစ်ခုတွင်အယိုးသားကြ၍ပုတ်နေသောအလောင်း၃လောင်းကိုတွေ့ရတယ်။ရုပ်လောင်းမှာအယိုးသာကြံနေရပြီးမိသူမိဝမမသိရုပ်ပြတ်နေဖြစ်တော့လေအတုံးဆောင်ပစ္စည်းများကိုကြည့်၍ကုပလိုင်းရွာမှာမိုးဆိုး၃ယောက်မှန်သိလိုက်ကြတယ်။ပြင်ဘက်တွင်စီးနှင်းများကျသောကြောင့်ခြေရလက်ရများမရှိတော့လေဂူတွင်ပိုင်းတွင်ဝင်ပလီခြေရများရှုပ်ပွားစွာတွေ့ရခြင်းကြောင့်ဝင်ပလီများလက်ချက်ပြမှန်သိလိုက်ရတယ်။ဝင်ပလီခြေရများကြားတွင်ကြီးမားသောဝင်ပလီခြေရများကိုလည်းတွေ့ရသောကြောင့်တမန်ဝင်ပလီခြေရများဟုမိုးဆိုးကြီးများကောက်ချက်ချကြတယ်။သူတို့ဒေသတွင်ဝင်ပလီများကိုလူသားများကအန်နယ်မပြုသလိုလူသားကလည်းဝင်ပလီကိုအန်နယ်မပြုဘဲနေလာကြသည်မှာနှစ်ပေါင်းတော်ကြခဲ့ဖြစ်တယ်။ယခုဝင်ပလီများကလူသားများကိုတိုက်ခိုက်တပ်ဖြတ်သွားသည့်ဖြစ်ရမှာယခုချိန်မှာပရမာသုံးဖြစ်နေတယ်။ဝင်ပလီတွေနဲ့တူတမန်ဝင်ပလီတွေကပါငါတို့ရွာသားတွေကိုတိုက်ခိုက်သွားတာပဲ။ဒီကိစ္စမှာဒီမိုဆိုးသုံးကဝင်ပလီတောင်ကြားမှာအမားတစ်ခုကိုကျူးလွန်ပြီးစီးပေါက်ခဲ့ဝင်ရတယ်။ဒါကြောင့်ဝင်ပလီတိုက်ခိုက်မှုကိုခံကြရတာပဲ။ဝင်ပလီတိုက်ခိုက်မှုပေါ်ရွာလူကြီးများတညီတညွတ်တဲ့သုံးသက်ထားသောသုံးသက်ချက်ဖြစ်တယ်။ရွာသားများစိတ်တွင်လည်းမိုးဆိုးသုံးရဝင်ပလီတောင်ကြားစည်းကမ်းကိုချိုးဖောက်ခြင်းကြောင့်ဝင်ပလီများ
တိုက်ခိုက်မှုကိုခံရသည်ဟုထင်မှတ်သွားကြတယ်။တို့ရတွင်မိုးဆိုး၃ယောက်တည်ဆုံသောကိစ္စမှာသူတို့၃ယောက်အမှာကျူးလွန်ခြင်းကြောင့်မဟုတ်ပဲမိမိမာကြောင့်ဂျားဝင်ခံရခြင်းဖြစ်ကြောင်းမန်တီတယောက်အဖြစ်ပြက်ကြောင်းရင်းမှန်ကိုသိနေတယ်။သူကြုံတွေ့နေရသောပြဿနာများကိုယခုချိန်ရောက်မှရွာသားများကိုဖွင့်ပြောရန်အချိန်နှောင်းသွားပြီဖြစ်တယ်။သူဖွင့်ပြောလိုက်ပါကတည်ဆုံသွားသောမိုးဆိုးမိသားစုဝင်များ၏ရန်ညှိုးထားတိုက်ခိုက်မှုကိုပင်ခံရနိုင်တယ်။မန်တီတယောက်သူကြုံနေရသောအခြေအနေကြောင့်မထွေနိုင်မှန်းနိုင်အခြေအနေမျိုးကိုရောက်ရှိနေတယ်။ထိုတော့တွင်နောက်ထပ်ကြောက်လန့်ဖွယ်ဖြစ်စိုးတစ်ခုကိုကုပလိုင်းရွာသားများထပ်ကြုံကြရတယ်။ဆောင်းရမ်းမှာကုပလိုင်းရွာမှာစိုးသွမ်းသောလူငယ်တစ်ယောက်ဖြစ်တယ်။အချိန်ပြေခေါင်းရည်မူးနေတဲ့သူဖြစ်ပြီးရွာသားများမွေးမြူထားသောကြက်ခံများကိုခိုးယူအားခေါင်းရည်နဲ့မြည်တဲ့သူဖြစ်တယ်။ကြက်ငှက်ပြောက်သူများမှာဆောင်းရမ်းလက်ချက်မှန်သိကြတော့လဲလက်ပူးလက်ချက်ဖမ်းမိသောကြောင့်ဆွဆွဲရန်ခံနေကြတယ်။မိုးဆိုးကြီး၃ယောက်ဝင်ပလီများကိုက်တက်ခြင်းခံရပြီးတပတ်ကျော်ခန့်ကြာဆောင်းရမ်းနဲ့တူစိုးလူဆိုပဲတန်ရင်နှစ်ယောက်မှာရွာနဲ့ခလလန်တိုတင်မှာတစ်ခုသမားများနာသောတဲပေါ်တွင်ရွာမှာခိုးယူလာသောဝက်တကောင်ကိုကင်၍ခေါင်းရည်တကြိုက်ဆုပ်လိုက်မိဘုံပေါ်ဦးသေးများထုတ်၍တစိုးထိုးကင်ထားသောဝက်ပေါက်သားတစ်ဖက်ဖက်၍မြည်လိုက်ပြီးဆီယမင်းစည်းစိမ်ခံလျက်ရှိနေကြတယ်။တနေ့ကိုတနေ့ကန်တောက်စားနေကြသည်မှာညနေဆောင်သို့ပင်ရောက်ရှိလာသလိုခေါင်းရည်တကူကလည်းပြလာတယ်။ခေါင်းရည်မှာချင်းကြလာလေးမူးလာလေးဖြစ်တယ်။တောင်ရောင်လုံးမှာလည်းခေါင်းများဆိုင်၍ရှာလီယာလေးပြရှိနေပါတယ်။ဆောင်းရံမှာအပေါ်ပါသွားခြင်းလာသောကြောင့်တဲနောက်ဘက်ကိုထွက်လာရင်ကိစ္စရှင်းလိုက်တယ်။ထိုချိန်မှာပင်တဲနောက်ဘက်ဆန်းကြောင်းမှာရေလှုပ်ရှားတံကိုကြားခြင်းနဲ့အတူမိန်းကလေးတယောက်ဤတချင်းကြီးတံပြက်လွင်လာရာဆောင်းရံတယောက်ခေါင်းထောင်သွားတယ်။မိန်းကလေးတယောက်ဆန်းကြောင်းတွင်ရေချိုးနေခြင်းကိုသိလိုက်သောကြောင့်ခြေတံလုံးလုံးနင်း၍ဆန်းကြောင်းနီးကိုတိုးကပ်သွားတော့တယ်။တောင်ကြရေဖြစ်သောကြောင့်ရေဟာကြည်၍စိမ့်နေတယ်။ရေတင်မိုင်းနေရာများတွင်အောက်မှကြောက်စစ်ခဲလေးများကိုပင်ထွင်းဖောက်မြင်နေရသလိုကူခက်သွားလာနေသောငါးကလေးများကိုပင်မြင်တွေ့နေရတယ်။ဖြူဝင်းသောသားရီလှပချုံမောသောမိန်းကလေးတယောက်မှာထမင်းရင်ရှားပြေးရေချိုးနေရာဆောင်းရံတယောက်မိန်းကလေးရေချိုးနေခြင်းကိုပုံအောင်ကြည့်ရှုရင်းရှိနေတယ်။မိန်းကလေးရေချိုးနေသည်ကိုကြည့်ရင်ဆောင်းရံကောင်းတွင်စိတ်မိုက်စရိုက်များဝင်လာနေတယ်။ယခုလိုလူသူပြက်လက်သောနေရာတွင်မိန်းကလေးတယောက်တည်းရှိနေရာမကောင်းသောစိတ်များဖြင့်ရှိနေခြင်းပင်မိန်းကလေးမှာသူမတယောက်တည်းသာရှိနေသည်ဟုထင်ရှိနေရန်ဖြင့်ရေချိုးပြီးဟန်ဖြင့်ကမ်းပေါ်တက်၍ခြုံနောက်တစ်ခုကိုဝင်သွားတယ်။မိန်းကလေးကိုမျက်ခြင်ပြဲကြည့်နေသောဆောင်ရံမှာခြေတံမကြားစေရန်ဂယူးဆိုင်ထရင်ထိုနေရာကိုလျင်မြန်စွာရောက်သွားပြီးမိန်းကလေးဝင်သွားရာခြုံနောက်ကိုဝင်လိုက်သွားတယ်။ဘယ်ရောက်သွားတာလဲ။ဆောင်ရံအံ့အားတင်သွားရတယ်။ခြုံနောက်တွင်မိန်းကလေးကိုရှာမတွေ့တော့ကြောင်းပင်ဟာမိန်းကလေးကိုဟိုဒီကြည့်ရှာဖွေနေသောဆောင်ရံတယောက်သူ့နီခြုံပုတ်တွင်မှရုတ်တရက်ထွက်လာသောအရာကိုမြင်လိုက်ရခြင်းအသက်ရှူရက်မလို့ခံစားလိုက်ရတော့တယ်။သူတွေးလိုက်ရသည့်အရာမှာသူချောင်းချောင်းကျူခဲ့သောမိန်းကလေးမဟုတ်ပဲလူရွယ်စားရှိသောအဖြူရောင်တမန်းဝင်ပလီတစ်ကောင်ကိုတွေးလိုက်ရခြင်းကြောင့်ပင်ဆောင်ရံတယောက်ကြောက်လန့်ကြောင်ငေးစွာရနေခြင်းတွင်အဖြူရောင်တမန်းဝင်ပလီမှာဆောင်ရံရင်ဘက်ပေါ်ခုံးလိုက်ရာဆောင်ရံမှာနောက်ကိုပလက်လန်ကျသွားတယ်။ဆောင်ရံအားခုံးလိုက်သောတမန်းဝင်ပလီမှာဆောင်ရံလက်ပင်ကိုကတ်ခဲလိုက်ရာဆောင်ရံတယောက်နာကျင်စွာအော်ဟစ်လိုက်ပါတော့တယ်။တဲပေါ်တွင်မူးနေသောဆောင်ရံဖော်နေရာမှာဆောင်ရံ၏နာကျင်စွာအော်ဟစ်လိုက်သောအတန်ကြောင့်အတန်ကြားရကိုရိုင်တိုးပြေရောက်လာကြတယ်။သူတို့ရောက်လာသောအချိန်တွင်တမန်းဝင်ပလီဖြူကြီးတစ်ကောင်ကသူ့ရံထဲတွင်လဲကျတက်ပြောက်နေသောဆောင်ရံကိုခိုက်ဖဲစားတောက်နေခြင်းကိုတွေ့လိုက်ရသောကြောင့်၆လန်းစိတ်များငယ်လေးကိုစောက်တက်လျက်အမူးပင်ပြေးသွားကြပါတော့တယ်။ဆောင်ရံဘော်နေရာမှာကြောက်လန့်စွာအော်ဟစ်ကြရင်ရွာစီကိုဦးရဖားရပြေးကုန်ကြတော့တယ်။ရွာသို့ရောက်သောအခါသူတို့မြင်တွေ့ခဲ့ရသောဆောင်ရံချီတွေကိုပြောပြရာရွာသားများမှာလက်နက်ကိုစီဆွဲကင်ပြီးဆောင်ရံကိုတမန်းဝင်ပလီစားတောက်နေသောနေရာကိုရောက်ရှိလာကြခြင်းတွင်သွေးရိုင်ထဲတွင်အသားများဖဲစားခံရသောဆောင်ရံလောင်းကိုသာတွေ့ရပြီးအဖြူရောင်တမန်းဝင်ပလီကြီးကိုမတွေ့ရတော့ပေ။ကုပလိုင်းရွာတွင်ဝင်ပလီကြောင့်လူများဆက်တိုက်တေဆုံးနေရာအားလုံးစိတ်တွင်အကြောက်တရားများဝင်ကုန်ကြတယ်။ခါတိုင်းတယောက်တည်းတောတက်ကြတော့လေယခုချိန်တွင်တယောက်တည်းတောမတက်ရဲကြပဲလူ3-4ယောက်စုပေါင်းကလက်နက်ပြေဆုံးပြေတောတက်နေကြတယ်။ည10 နာရီချိန်ကုပလိုင်းရွာထိပ်တွင်လူများစုယုံလျက်ရှိနေတယ်။ရွာတွင်ကောက်တစ်စာပွဲများဘေးရန်နေမကြုံစီရန်ဆူတောင်းပွဲများလုပ်တော့
ကူပလိုင်းရွာနတ်ဆရာဗမ်မတီမှာမိဘုံထိတ်တွင်ရက်လျက်ရှိတယ်။ဆူတောင်းရွက်ဖက်ပူဇော်မှုပြုလုပ်၍ရွာမှာဘေးရန်တွေကြုံနေရခြင်းများအတွက်ဗမ်မတီဟာရွာလူကြီးမှကူညီတောင်းထားခြင်းပဲ။နတ်ဆရာဗမ်မတီမှာဗဇက်တလုံးလုံးဖြင့်ရွက်ဖက်နေရင်စိန်မိုးတချို့ကိုမိဘုံတွင်ပြစ်ထရာစိန်ရွှေရွှေမိကိုမန်းများကိုမိဘုံပလဲတွင်ရှိနေသူများရှူရှာလိုက်ရတယ်။ထိုရနံကိုရှူရှာလိုက်ရသူများမှာခေါင်းနောက်ကြီးကြီးဖြစ်သွားပြီးအမြင်အာရုံများပင်ထွေးပြားသွားကြတယ်။နတ်ဆရာဗမ်မတီမှာမျက်လုံးကိုမိတ်ထားလျက်ခန္ဓာကိုယ်ကလည်းငှက်ပြားထားနေသူလိုတစ်စက်စက်တုံရင်နေတယ်။တယောက်တည်းမေကုံများမေးလိုက်ဖြေလိုက်အတန်ကြာရှိနေရမှာဟင်းကနေတပြင်းချလိုက်ရာတုံနေသောကိုယ်ကပုံမှန်ဖြစ်သွားသလိုမျက်လုံးများလည်းပွင့်လာတယ်။နတ်ဆရာဗမ်မတီပုံမှာခီးဝေးကြီးနှင်လာရသူလိုမောပန်းလွမ်းလျသောအတွင်းရှိနေတယ်။ကူပလန်ရွာသူကြီးမှာနတ်ဆရာနီတိုးကပ်သွားရင်အချိန်ဘလို့ရှိလဲနတ်ဆရာဘာတွေမြင်တွေ့ခဲ့ရလဲ။တကြီးရွာအတွက်ကျုပ်ရင်လေးနေတယ်။ဘလို့အနေမျိုးတွေမြင်ရလို့လဲနတ်ဆရာ။သွေးကျုပ်အာယုံမှာပထမဆုံးထင်လာတာကသွေးတွေဒီဖုံးလွှမ်းနေတဲ့သွေးကန်ကြီးထဲမှာလူတွေတုံယုံတည်နေကြတာကိုမြင်ရတယ်။နောက်ပြီးတမန်ဝင်လူတွေကကျုပ်တို့ရွာကိုစောင့်ကြည့်နေကြတယ်လို့မြင်နေရတယ်။မကြခင်ကျုပ်တို့ရွာမှာသွေးနမိတ်လွှမ်းမဲ့လက္ခဏာတွေပဲ။ဗျာအဲ့ဒီနမိတ်တွေကိုဘယ်လိုရပ်တန့်အောင်လုပ်လို့ရမလဲနတ်ဆရာ။နီးလည်းမရှိတော့ဘူးလား။ဒီကိစ္စဟာအညိုတွေအာဃာတတွေနဲ့ဆက်ဆက်နေတယ်။တကြီးဖြည့်ရှင်းရမယ့်နီလန်ဖြည့်ကျုံမှမရှိဘူးဒါပေမဲ့ရှောင်းတိတ်နိုင်မဲ့ခြေနေတကူတော့ပြောပြနိုင်တယ်။ဖြည့်ရှင်းလို့မရရင်တော့ရှောင်းတိတ်လို့ရမယ်ဆိုတော့မစိုးပါဘူးဘယ်လိုလုပ်ရမလဲ။လောရမှာတော့ခက်တဲ့တကြီးအခုကျုပ်တို့ရွာကချိန်စာမိသလိုဖြစ်နေပြီဒီတော့ရွာကိုစွန့်ခွာသွားရမှာပဲ။ဟာဒါတော့ဘယ်ဖြစ်နိုင်မလဲနတ်ဆရာရဲ့ကျုပ်တို့ဘိုးဘေးပြပင်လက်ထက်ကလေးကနေလာခဲ့တဲ့ရွာကိုစွန့်ခွာဖို့ဘယ်ဖြစ်နိုင်မှာမလဲ။ကျုပ်ပေးနိုင်တဲ့ကြံကဒီလောက်ပါပဲ။လာပြီးနေကလောက်ကိုသွေးအောင်လွှမ်းနေတာကျုပ်မြင်ခဲ့ရတယ်ဒီတော့ခုလာမဲ့လာပြီးနေမတိုင်ခင်ရွာသားတွေရွှေ့ပြောင်းဖို့လုပ်ပါနတ်ဆရာစကားကလက်ခံရန်ခက်ခဲသောကိစ္စမို့ရွာလူကြီးကခါခါတီးတီးငင်းဆန်လိုက်ခြင်းပင်ကဲ၍ရွာသားများကိုရွှေ့ပြောင်းရန်ပြောလင်းလဲမိသူများထိုကိစ္စကိုလက်ခံကြမည်မထင်ပေမန်တီတယောက်သူ့ကြောင့်ရွာသားများဝင်ပလီများလက်ချက်ကြောင့်ဒုက္ခရောက်နေရခြင်းအတွက်စိတ်တော့ကရောက်ခါမထွေးနံမှန်နိုင်ခြင်းတွင်ရှိနေတယ်သူတယောက်တည်းဘာလို့ရပါကန်ရမည်မသိသောခြင်းတွင်ဦးလေးဖြစ်သူကိုသူကြုံတွေ့ခဲ့ရသောအကြောင်းအရာများအလုံးပြောပြ၍ယခုရွာတွင်ဖြစ်ပွားနေသောပြဿနာ၏မူလအစမြဖျားခံရလူမှာမိမိကြောင့်ဖြစ်ကြောင်းမချွေးမချမ်းပြောပြလိုက်တော့တယ်ငါတို့ရွာမှာကြုံနေရတဲ့ပြဿနာကအဲ့ဒါပဲဖို့ဒီလောက်ဆိုရင်မန်တီကငါတူဆိုတာမင်းသဘောပေါက်တော့ပြီပေါ့။အော်မန်တီဆိုတာမင်းတူကိုအခုဒီเจ้าတွေငါ့ကိုတကူကခေါ်ပြီးပြောပြတာကမင်းမကြံစီတစ်ခုရှိလိမ့်မယ်ထင်တယ်။ငါဒီเจ้าတွေကိုရွာတဲ့ဘသူကိုမှမပြောပြဘူးဖို့ဒီမင်းတို့တကူကခေါ်ပြီးပြောပြတာကဒီဝင်ပလေးတွေကိုငါတို့နေငါတို့ဟန်နဲ့ရင်ဆိုင်တက်ခိုက်မလားလို့တွေးမိပြီးမင်းကိုခေါ်လိုက်ရတာပါပဲ။အန်နယ်တော့များလိမ့်မယ်။နောက်ပြီးသူတို့ကိုဘယ်လိုရင်ဆိုင်ကြမှာလဲ။အချိန်ကလည်းရန်နီးကပ်နေပြီးမနှက်ပန်ဆိုရင်လာပေးနေလေငါတွေးထားတာလိုရှိတယ်ဖို့ဒီငါတို့မနှက်ပန်ရောက်ရင်ညဘက်သူတို့လာတက်ခိုက်တာကိုမဆောက်ဘဲနဲ့နေ့လယ်ပိုင်းကလေးကဝင်ပလီတောင်ကြားဝင်ပြီးသူတို့ကိုတွားတိုက်ဖို့စီစဉ်ထားတယ်ရွာလူကြီးကိုငါတူမန်တီကိစ္စမပြောပြပေမဲ့ရွာရေးအတွက်ကိုအားစားပြီးလက်ဦးမှုယူတိုက်ခိုက်ဖို့အကြံပြုထားတယ်ရွာလူကြီးကလည်းငါပြောတဲ့စီစဉ်ကိုလက်ခံလိုက်တယ်ဒီတော့မနှက်ပန်တွားတိုက်ဖို့အားလုံးစီစဉ်ထားကြတယ်ဖို့ဒီစောနစီတန်းမှာတူတူမန်တီနဲ့ပတ်သက်၍ထူးခြားဆန်းကျဲတော့ဇလန်းရှိတပုတ်ကိုကျွန်တော်ကပြောပြလာတယ်ပြီးနောက်ရှေ့ဆက်လုံးမဲ့အစီအစဉ်များတွင်ကျွန်တော်တို့ကိုပါထည့်သွင်းထားတယ်ကျွန်တော်မှလည်းမန်တီပြပသောဇလန်းကိုနားထောင်ရန်ထူးခြားဆန်းကျဲသောအကြောင်းအရာများကိုစိတ်ဝင်စားသူပြီးမို့တိုက်ခိုက်ရန်ဝမ်းမြောက်ဝမ်းသာလက်ခံလိုက်ပါတော့တယ်ဒါနဲ့တမန်ဝင်တွေကိုရင်ဆိုင်တိုက်ခိုက်ရန်ငါတို့လက်နက်ကရပါမလားတရားဟောတင်းအောင်ဆရာကဘရန်ဒန်စမစ်ပြောပြတာကတော့တမန်ဝင်တွေကိုရင်ဆိုင်တိုက်ခိုက်ဖို့ဆိုရင်ငွေသားလက်နက်ကအစွမ်းဆုံးပဲတဲ့ဒါကြောင့်ငွေသားတွေရသမျှရှာပြီးတော့ဓားတွေတနတ်မှာထည့်ပြမဲ့ကြီးစံတွေလောက်ထားတယ်အစီအစဉ်ကတော့အကွက်စေးပါတယ်စောနွယ်ရေစီစဉ်ထားသလိုဆက်ဆက်ရရဆင်ပြေဖို့ဘုရားသခင်ကူညီဆောက်ရှောက်ပါစေဆုတောင်းရမှာပဲလာပြင်းတွေအတွက်ဝင်ပလီများကိုတက်ခိုက်ရန်စီစဉ်ထားပြီးပြီမို့မနက်ဖြန်အတွက်ကျွန်တော်ရင်ခုန်စိတ်လှုပ်ရှားစွာရှိနေပါတယ်ညနေဆောင်တွင်စောနယ်စီတန်းနောက်တစ်ခေါက်ပြန်ရောက်လာတယ်တ
တာဝါနဲ့ရွယ်လူကန်းရှိမိဖြစ်သောအသားဖြူအရက်မနေမြင်လူငယ်တယောက်ပါလာတယ်ဖိုးဒီဒါငါပြောနေတဲ့ငါတူမန်ထီဆိုတော့ပဲဟေးမင်းနဲ့တော့တခြားစီပဲစောနေရလူကြောလေးပဲငါတူကငါနဲ့တူလို့ချောတာဗောကွာငါတူဒါကဦးလေးပြောဘူးတဲ့ဖိုးဒီဆိုတာပဲဒါကတာဝဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဒီဟာကိုကြီးဖိုးဒီအကြောင်းတွေဦးလေးခဏခဏပြောပြလို့နားရီဝါပြီးသိနေတာကြပါပြီလူကိုတော့အခုမှတွေ့ဦးတယ်အနောက်တိုင်းမင်းသားလိုရက်ရှည်တယ်ဗလာတောက်တယ်ရုပ်ကကြီးကောင်းတာပဲတွေ့လားစောနေမင်းတူကမင်းနဲ့တခြားစီမှန်တရားကိုမြင်တတ်တယ်ငါတူရေးသိမမြောက်နဲ့ဒီကောင်ကမြောက်လို့မြောက်မှသိတာမဟုတ်ဘူးဘွင်နေမြင့်ပြီးပြန်မကြရင်ခက်နေမယ်စောနေရဲ့စကားကြောင့်ကျွန်ုပ်ပါဝင်အားလုံးရီမောလိုက်ကြပါတော့တယ်မန်တီမှာစကားပြောပြ၍စိတ်ကောင်းရှိသောလူငယ်တယောက်ဟုသူပြုမှုပြောဆိုကိုကြည့်၍ကျွန်တော်ကောက်ချက်ချမိတယ်ကျွန်တော်တို့မှာတူးနဲ့တူမိတ်ဆက်ပြီးဖြစ်သောကြောင့်ကျွန်ုပ်သိလိုရာများကိုမေးမြန်းရန်မန်တီကိုစကားဆလိုက်တယ်ဒါနဲ့မန်တီရေငါညီကိုကဲခဲ့တဲ့မိန်းကလေးနဲ့ထောင်ချောင်းစင်တဲ့မိန်းကလေးကရုပ်ချင်းစင်တယ်ဆိုတာဟုတ်လားဟုတ်တယ်ရုပ်ချင်းအတော်ကြီးကိုစင်တာကိုကြီးဖို့ဒီအဝေးကကြည့်ရင်တော့ရံမောင်ကိုလုံးကိုဘောကမခွဲခြားနိုင်ဘူးအနီးကပ်ဆိုရင်တော့ကျွန်တော်ကဲခဲ့တဲ့ဒီပရာကပို့ပြီးတော့ချောပါတယ်ကျွန်တော်တင်ပြောရရင်ငါညီကိုကဲခဲ့တဲ့ဒီပရာနဲ့ထောင်ချောင်းစင်တဲ့မိန်းကလေးနဲ့တီကျွမ်းသူတွေဖြစ်လိမ့်မယ်ရုပ်ချင်းတူတာကိုထောက်ရင်ဆွေမျိုးနီးစပ်ဖြစ်ရင်ဖြစ်ဒါမှမဟုတ်ရင်ညီမတွေတောင်ဖြစ်တော့တယ်မပြောတတ်တော့ပါဘူးကိုကြီးဟာတယောက်ကကျွန်တော်ကိုကဲတင်တယ်နောက်တစ်ယောက်ကတတ်ဖို့ကြိုးစားတယ်သူတို့နှစ်ယောက်ကဆွေမျိုးနီးစပ်မဟုတ်ရင်ညီမဆိုတော့ဘာကြောင့်လဲဆိုတာမစင်စားတတ်တော့ပါဘူးမနှက်ပန်ကြရင်တော့အဲ့ဒီအဖြစ်တစ်ခုကိုသိရတော့ပါတယ်ကျွန်တော်မှမန်တီကြုံခဲ့ရသောဇလန်တွင်စုံတဲ့ပြပြရတွင်မရှင်းမလင်းသောနေရာကိုပြန်မေးမြန်းရင်းညနေမှောင်စားပြုချိန်တွင်မန်တီပြန်သွားတယ်မိမိသဘောဆန္ဒလျောက်ဘာကိုမှမလုပ်ရန်အကြောင်းကိစ္စတစ်စုံတရာထူးခြားပါကကျွန်ုပ်တို့ကိုသိမပေးပဲဘာမှမလုပ်ရန်မန်တီကိုကျွန်ုပ်ကမှားကြားလိုက်တယ်ရေမိုးချိုးပြီး၍ညနေစာစားတော့ပြီးချိန်တွင်စုံးနယ်လည်းပြင်ုံသွားသောကြောင့်အိမ်တွင်ကျွန်ုပ်နဲ့တာဝါနှစ်ယောက်သာရှိနေတယ်ရွာသူချောလာတွေနဲ့ကြုံမယ်အောင်မပြီးလိုက်လာမိတာလက်စားသက်တော့တမန်းဝင်မတွေနဲ့သူသေးကိုသေးတိုက်ရမဲ့ပွဲဝင်ပါနေရတယ်ငါဖြစ်ကလည်းနော်တာဝါတယောက်ပြင်းလဲပြင်းစိတ်လဲညစ်နေရရှိတယ်ကျုံဝဲရဆဲပါဆိုသလိုဆုံးနေကကျွန်တော်ကိုကူညီတောင်း၍တက်ခတ်ရမယ်ယခုတိုက်ပွဲတွင်တာဝါကဂျားညံ့နေခြင်းဖြစ်တယ်ဟောတာဝါရဲ့ရွာသူချောလေးတွေကဒီချိန်ကာလတွေမှာအပြင်ထွက်ခဲ့တယ်ကွာပွဲတော်ရက်တွေမှာပြင်ဆင်ပြီးအပြင်ုံထွက်ကြတာခုကိစ္စအန်ရတဲ့လောက်များမှမထင်လို့မင်းကိုခေါ်လာတာပါတကယ်လို့ကြံ့ရင်ဒီရွာမှာကြံနေရိတ်ခဲ့လို့လည်းရပါတယ်ဟာကျွန်တော်တက်တိနေလို့ပြောနေတာမဟုတ်ပါဘူးကိုကြီးကပြင်းတော်အကြီးလို့ပါကိုကြီးနဲ့လိုက်လာတဲ့ဆိုတဲ့ကဘလို့ခေါ်မျိုးလာလာရင်ဆိုင်မှုတင်ပဲဆုံးဖြတ်ထားပြီးသားပါတာဝပါဗျကြောက်လို့နောက်ဆုတ်တာတာဝရာဇဝင်မှာမရှိစေရဘူးအေးပါကွာမင်းစကားတွေကြားရတာကျွန်တော်အားရှိသွားပြီဒါနဲ့တမန်မှုမလီတွေကဘလို့မျိုးဖြစ်လာတာလဲကိုကြီးကမြမပြည်မှာရှိကြတဲ့ကရှိနေခဲ့တဲ့ရိုးရယုံကြည်ကိုးကွယ်မှုနဲ့ဆိုင်တဲ့တာဝရတမန်ကြားတွေပဲဆိုကြပါတော့ကွာလူတယောက်ကကြားဖြစ်ပြောင်းလဲနိုင်တဲ့ပညာရက်လီခဏခဏတော့ကြားဘူးနေတယ်တေချာလေးပြောပြပေးပါလားကိုကြီးဟာတမန်ကြားဆိုတာသူတို့ကလူတယောက်စိတ်ကိုကြားစိတ်သွင်းတာကြားစိတ်သွင်းတဲ့နေရာမှာဂါရာမန္တန်တွေပြင်ကြားဖြစ်ကိုပြောင်းလဲမဲ့သူစိတ်ဟာယုံကြည်မှုပြင်းထန်ရတယ်ဒါမှသာကြားဖြစ်ကိုပြောင်းလဲနိုင်လိမ့်မယ်တမန်မှုမတွေကြတော့ရောအတူတူပဲလားကိုကြီးတမန်ဝင်ပလီကြောင့်ကျွန်တော်ကြားဘူးသလောက်ဆိုရင်သူတို့မှလည်းတမန်ဝင်ပလီမျိုးဆက်ဆက်ခံမဲ့သူတွေကိုငယ်ကလေးကလေ့ကျင့်ပေးထားတဲ့ကြားဘူးတွေဂါရာမန္တန်တွေနဲ့လာပြီးလောက်ွယ်နေတွေမှာလူကနေပြီးဝင်ပလီဖြစ်ပြောင်းကြတယ်တဲ့ပြောင်းလဲထားတဲ့တမန်ဝင်ပလီတွေကစွမ်းအားကြီးတော့တော်ရုံလက်နဲ့မထိုးဖောက်နိုင်ဘူးတဲ့ဟာဒါဆိုသူတို့တက်ရခတ်မှာပေါ့ဘလို့တက်ကြမလဲကိုကြီးစောနေပြောတော့မကြားဘူးလားသူတို့အားနဲ့ချက်ကငွေတဲ့ပစ္စည်းပဲသူတို့ငွေနဲ့လောက်ထားတဲ့ຢာတွေကပဲတတ်နိုင်လိမ့်မယ်ကျွန်တော်ကိုလည်းငွေသားတစ်ချောင်းတောင်းမိနော်ဒါမှဒီကောင်တွေနဲ့ရင်ဆိုင်ချင်းငွေသားနဲ့ခုခံကာကွယ်ရမှာတောင်းဝေးပါမယ်တာဝါရကဲအေးမနက်ဖြန်အတွက်အားမွေးထားရမယ်ကျွန်တော်နဲ့တာဝါမှာခဏတစ်ပြုတ်စကားပြောရင်းအိယာဝင်ခဲ့ကြတော့တယ်ခုပတိုင်းရွာလေးမှာလာရောင်အောက်တွင်တိတ်ဆိတ်စွာအိမ်မောချနေခြင်းတွင်ရွာထိပ်တောင်ကုန်းကြောက်စော်မော်တွင်ဝင်မလီတစ်ကောင်မှာဆွဆွငငယ်ဦးလေးရရှိနေတယ်ဝင်မလီဦးနေသောနေရာနီးသို့နှင်းဝင့်များကဲ့သို့ဆွဆွဖြူနေသောဝေယုံရှိကိုဝတ်ဆင်ထားသောမျိုးသမီးတစ်ယောက်လာနေတယ်
ထမိန်မာ၏ကြောပေါ်ဖြန့်ချထားသောစံတွေများမှာညလေးပြည်လင်းအောက်တွင်လွင်မျောလျက်ရှိနေတယ်။ဝင်ပလီမှာအမျိုးသမီးနဲ့ရင်းနှီးနေရပြေဆွဆွငင်ဦးနေခြင်းကိုရက်၍အမျိုးသမီးနာကိုတိုးကပ်၍အိမ်မွေးခွေးငယ်ကဲ့သို့ရှိနေတယ်။မျိုးသမီးမှာကုပလိုင်းရွာကိုတောင်ပေါ်မှစူးစိုက်စွာခဏများကြည့်၍လာရလန်းတိုင်တွေး၍ထွက်ခွာသွားတော့တယ်။မနက်ပိုင်းချိန်တွင်စောနစီထံမှာကျွန်တို့ကိုမနက်စာစီစဉ်ပြီး၍လိုအပ်သည်များယူဆောင်ကသူ့နောက်လိုက်ပါရန်ပြောလာသောကြောင့်ကျွန်တို့လည်းအဝေးစားများလဲလှစ်လိုက်ကြပြီးကျွန်လက်ဆွဲတော်တနက်ကိုကိုင်ကတာဝါကသူ့တမြောင်များကိုခါကြပတ်ချလဲဒေးများတွင်စီရီထဲနေတယ်။တာဝါမှာဓာပြက်ကောင်းသူဖြစ်ပြီးပြစ်မှတ်ကိုမလွဲတမ်းထီအောင်ပြစ်ခတ်နိုင်သူတယောက်ပဲ။စောနစီထံမှာရွာနဲ့ခလန်လန်မှာဖះเจ้าတစ်ခုကိုတည်သွားရင်ဖះเจ้าတွင်ဝင်လာသောကြောင့်ကျွန်တို့လည်းလိုက်ဝင်ခဲ့ကြတော့တယ်။ဖះเจ้า၏ခမ်းမတွင်တင်းယုံဆရာဘရနာစမစ်ကိုတင်းယုံဆရာဝတ်စုံပြည့်တွေ့ရတယ်။ဘရနာစမစ်မှာအမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီးဖះသခင်နာမတော်ဂုံသတင်းပြန့်ပွားစေရန်မြန်မာပြည်မြောက်ဖျားရဲ့ဆေးလုခံရသူဖြစ်တယ်။မြန်မာပြည်မြောက်ဖျားတိုင်းသားလူမျိုးများမှာမီယိုဖလာနတ်ကိုးွယ်မှုများသာရှိရာခရစ်ယာန်ဘာသာဘုန်းတော်ကြီးများကြောင့်ခရစ်ယာန်ဘာသာဝင်များဖြစ်ကိုရောက်ရှိကြကုန်ခြင်းပဲ။ဘာနာစမစ်မှာကုပလိုင်းရွာကိုတန်ရောစဉ်တွင်ကြီးကပြည်တော်မြန်မဲ့ရွာတွင်တရားဟောတင်းအောင်ဆရာဖြစ်ဆောင်ရွက်နေခြင်းပင်ဖြစ်တယ်။ခမ်းမတွင်ကျွန်တော်တို့ရောက်သွားသောဘာနာစမစ်ပါဝင်စုစုပေါင်းလူ17ယောက်ဖြစ်သွားတယ်။ကျွန်တော်နဲ့တာဝါစောနနဲ့မန်တီတခြားတက်လက်ပံယောက်ျားသား6နဲ့တူဖုန်းတော်ကြီးဘာနာစမစ်ပင်ဖြစ်တယ်။ဘာနာစမစ်မှာကျွန်တော်တို့လူ10ယောက်ရှိတွင်ထင်းရှူတစ်တာရှိကြီးကိုဖွင့်လိုက်ရာငွေဖြစ်ပြုတ်လုပ်ထားသောလက်နက်ပေါင်းစုံကိုတစ်တာအတွင်းတွေ့ရရတယ်။ဘာနာစမစ်မှာလက်နက်တစ်တာကိုဖွင့်ပြီးချောင်းကြောတစ်ချက်ဆို၍မြန်မာစကားဖြင့်ကျတို့နိုင်ငံမှာဘိုးဘေးပြည်ပြည်နေဟာတမန်ဝင်ပလီနဲ့မကြခဏကြုံတွေ့ခဲ့ရတယ်။တခြားလက်နက်တွေကတမန်ဝင်ပလီတွေကိုဒဏ်ရာနာတရဖြစ်စေပေမဲ့ငွေသားနဲ့ပြုလုပ်ထားတဲ့လက်နက်တွေကတမန်ဝင်ပလီတွေကိုဒဏ်ရာရအားရောစေတယ်။ဒါကြောင့်မို့တမန်ဝင်ပလီတွေကိုတွေ့ရကြတော့ငွေတွေပစ္စည်းတွေရှာစုပြီးကျုပ်လုပ်ထားတဲ့လက်နက်တွေပဲအသုံးတဲ့ပါလိမ့်မယ်ယူကြပါ။ကျွန်တော်လူစုမှာတယောက်နဲ့တယောက်မိတ်ဆက်ကြ၍တခြားလူများကကျွန်တော်နဲ့ဆွန်ရွက်ကိုအဖွဲ့ကိုခေါင်းဆောင်ခိုင်းတယ်။ကျွန်တော်တို့အဖွဲ့တွင်တနက်ကင်မိုးဆိုးများမှာကျွန်ုပ်ပါဝင်၄ယောက်ဖြစ်တယ်။တခြားသူများမှာဒူးလေးများကင်ဆွဲထားကြတယ်။ဝင်ပလီများကိုပြည်ရန်ရန်ထောင်တူမီတနက်ကိုသုံးမှအဆင်ပြေဖြစ်သောကြောင့်ကျွန်ုပ်တနက်ပြင်စောနပေးလာသောရန်ထောင်တူမီကိုယူရတယ်။ဘဏ္ဍစမစ်ပေးသောထင်းရုံးတတာထဲမှာငွေတဲ့ပစ္စည်းများမှာအောက်ပါတို့ဖြစ်တယ်။မြားထိတ်တွင်တက်ပြည့်ရန်မြားကုန်းများငွေဓာတ်ရှက်နှစ်လက်ဓမြောင်တူများနဲ့တူရန်တောင်တူမီတနက်တွင်ထက်ပြည့်ရန်ပြုလုပ်ထားသောခဲစီရွယ်ငွေသားစီကလေးများဖြစ်တယ်။ကျွန်တော်နဲ့စောနေမှာငွေသားပစ္စည်းများကိုအားလုံးအညီမျှခွဲဝေပေးလိုက်တယ်။တနက်သမားများကိုလည်းငွေသားခဲစီများကိုမလိုအပ်ပဲရန်တန်ပြစ်ခတ်ရန်မှာကြားထားရတယ်။တာဝါမှာဓမြောင်ကိုတခြားလူများမယူသောကြောင့်ပိုနေသောဓမြောင်အလုံးကိုယူလိုက်တယ်။ကျွန်တော်တို့ဖွဲ့ကိုဖျားသခင်ဆောက်ရှောက်မှုပေးရန်ဘရန်ဒန်စမစ်ကဆူတောင်းပေးနေတယ်။ကျွန်တော်တို့လူစုမှာနေတဝက်ခန့်ဝေးမြဖြစ်သောဝင်မလီတောင်ကြားကိုခရီးဆက်လာခဲ့ကြ။ရာဒီဥတုများကောင်းကင်တွင်တိမ်များဖုံးကအုပ်ဆိုင်လျက်ရှိနေတယ်။လေမှာခပ်ပြင်းပြင်းတက်ခတ်နေရမှာတပည့်မြင်းကြီးများမှလေတိုး၍တရှိရှိမိသားများပြူလျက်ရှိနေကြတယ်။ကျွန်တော်တို့ဖွဲ့မှာသတိကြီးစွာထား၍ဝင်မလီတောင်ကြားတွင်ဝင်ရောက်လာခဲ့ကြတယ်။ကျွန်တော်တို့လူစုတွင်လူနှစ်ယောက်ရှေ့တစ်ယောက်နောက်တစ်ယောက်ဒုတ်ဖြစ်ရှို့ထွန်းလာသောတစ်တာတစ်လုံးပါလာတယ်။ထိုတစ်တာထဲတွင်ဖောက်ခွဲပစ္စည်းဒိုင်နမိုက်များထဲကယူလာကြခြင်းဖြစ်တယ်။အရက်၄မျက်နှာသို့သတိကြီးစွာထား၍ကြည့်နေကြရာပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်မှုကသာကြီးစိုးနေတယ်။ဝင်ပလီများ၏အရေးရောင်ကိုပင်မတွေ့ရပေ။ကျွန်တော်တို့မှာရှေ့သို့သာဆက်တိုးလာနေကြတယ်။ဝင်ပလီတောင်ကြားသို့ကျွန်ုပ်နဲ့တာဝါသာယခုမှဝင်ဝူးခြင်းမဟုတ်ဒေသခံများဖြစ်ကြသောဒေသခံမိုးဆိုးများနဲ့ဆွမ်းနွယ်လေယခုမှရောက်ဖူးခြင်းပင်ဖြစ်တယ်။မန်ထိပြည်လင်ဝင်မလီတောင်ကြား၏အဝင်နေရာလောက်ကိုသာရောက်ဖူးခြင်းဖြစ်တယ်။ကျွန်တော်တို့မှာအရက်လေးမျက်နှာကိုစံတော်ဝါကြည့်၍ရှောက်လာကြတယ်။ဘဝန်းကျင်သည်လိုအပ်သည့်ထက်ပို၍တိတ်ဆိတ်နေတယ်။ထိုများတိတ်ဆိတ်နေသောဘဝန်းကျင်အခြေအနေကိုကျွန်တော်သဘောမကျပေ။မုန်တိုင်းမတိုက်ခတ်မီခဏများလေငြိမ်နေသလိုတိတ်ဆိတ်နေခြင်းမျိုးကျွန်တော်စိတ်တွင်ထင်မှတ်နေမိတယ်။ဟာဟိုမှာရဲတပ်ကြီးတစ်ခုပါလား။
ဟုတ်တယ်ဗျခန္ဓာကြီးကြလိုက်တာအဖြူရောင်နန်းတော်ကြီးကိုကြည့်ရတာရေခဲနန်းတော်ကြီးတိုင်းပါပဲလားကျွန်တော်တို့လူစုလျှောက်လာကြစဉ်တောင်ဝန်းငယ်တစ်ခုထိပ်တွင်တိဆောက်ထားသောရှေခေအင်္ဂလိပ်လက်ရာရဲတပ်ကြီးတစ်ခုကိုတွေ့လိုက်ရတယ်ကျွန်တော်လူစုမှာရဲတပ်ကြီးကိုကြည့်၍အံ့ဩနေခြင်းတိမ်ဆိုင်တင်ငယ်များကောင်းကင်ဘုံတွင်ပြည့်နေလာခြင်းနဲ့အတူဘဝန်းကျင်တစ်ခုလုံးပဲပင်ပွေအောင်မှောင်သွားတယ်အားလုံးလူစုမပွဲကြစေနဲ့ဘဝန်းကျင်ရက်လေးမျက်နှာကိုလူခွဲပြီးတော့ကြည့်ထားကြမိတို့တွေကိုမေးကူထားကြလက်နက်တွေပြင်ဖို့အသင့်ပြင်ထားကျွန်တော်တို့မှာရုတ်တရက်အမှောင်လွှမ်းသွားသောဘဝန်းကျင်တွင်လက်နက်များကိုအသင့်ပြင်ထားကြ၍ဘဝန်းကျင်မှောင်ထုကိုမျက်ခြေပင်ပြဲစောင့်ကြည့်နေကြတယ်ဝင်းပလီတွေသတိထားဒိုင်းအမှောင်တွင်တိုက်ပွဲမှာပြင်းထန်သွားတော့တယ်အလေးချောင်းနေရန်သူသောဝင်းပလီတကောင်ရုတ်တရက်ခုံဝင်လာရာကျွန်တော်အသင့်နေတာရှိနေသောကြောင့်ရုတ်တရက်သနက်ဖြစ်ပစ်ချလိုက်ရာခုံလာသောဝင်းပလီမှာမြေပေါ်ကိုပြုတ်ကျသွားတယ်တခြားသောခုံဝင်လာသောဝင်းပလီများကိုတခြားသူများကပစ်ခတ်လိုက်ကြရာဝင်းပလီများမြေပေါ်ပြုတ်ကျကအော်ဟေးညှဉ်းညူနေကြလျက်ရှိနေတယ်တာဝါမှာလည်းသူပေါက်တမြောင်များဖြင့်ပစ်ခတ်နေတယ်တာဝါပစ်ချက်များကဝင်းပလီများ၏တေဝင်းတေခွက်နေရာများကိုထိမှန်သည်ကိုကျွန်တော်တွေ့နေရတယ်ဝင်းပလီ50ကောင်ကန်ကျသွားသောအခါတခြားသောဝင်းပလီများရှောင်မလာတော့ပြီဘဝန်းကျင်မှာထပ်မံ၍တိတ်ဆိတ်ငြိမ်သက်သွားပြန်တယ်ကျွန်တော်မှာတမန်ဝင်းပလီများတိုက်ခိုက်မှုကိုမျှော်လင့်ထားတော့လေတမန်ဝင်းပလီများကိုယခုချိန်ထိမတွေ့ရသေးပြီကျွန်တော်တို့မှာနေရာတွင်ရ၍ဘဝန်းကျင်ချင်းတွေကိုမျက်ခြေပြဲကြည့်နေကြတယ်ငွေသားဖြစ်ပြုလုပ်ထားသောပစ္စည်းများကိုတမန်ဝင်းပလီများနဲ့တွေ့မှတုံးရန်မှားကြားထားသောကြောင့်ဝင်းပလီများတက်ရာတွင်ရိုးရိုးလက်နက်များကိုသာတုံးပြကြခြင်းဖြစ်တယ်ကျွန်တော်တို့ဘေးဘက်လက်မှောင်ထုတွင်ရာထောင်ကြီးသောဝင်းပလီများဝင်းရံထားသည်ဟုစိတ်တွင်လိုလိုသိနေတယ်တို့ရာတွင်နောက်တစ်ချိန်ထပ်မံတိုက်ခိုက်ခြင်းပြုကြတော့ပြီကျွန်တော်တို့လူစုမိတို့များဖြင့်ရဲနေကြခြင်းတွင်ရဲတိုက်တွင်မှမိရောင်များလင်းလာသည်ကိုတွေ့လိုက်ရတယ်မကြမီမိတို့ပုံများစွာကကျွန်တော်တို့ရှိရာဥတီလာနေသည်ကိုတွေ့လိုက်ရတယ်မိတို့ခိုင်ဆောင်လာသူများမှာဝိယုံနှံများဝတ်ဆင်ထားသူများဖြစ်ကြတယ်လူယောက်20အစိတ်ခံရှိပြီးဝိယုံနဲ့ဝိယုံထားသူများကကျွန်တော်တို့မလန့်မကန့်တွင်ရပ်လိုက်ကြတယ်ကျွန်တော်တို့မှာရှေ့ဘာဆက်ဖြစ်မလဲဟုစိတ်ဝင်စားစားပြီးအနက်ရောင်ဝိယုံရှေ့ဝတ်ထားတဲ့လူကြီးကိုကြည့်နေစဉ်အသက်အရွယ်ကြီးရင်နေဖြစ်သောအဖိုးကြီးတယောက်မှလူကြားမှရှေ့ကိုတိုးထွက်လာတယ်မောင်ရင်တို့ဖွဲ့ဟာအင်ရှင်ကိုစော်ကားတဲ့အဲဇိုးတွေပဲသူတို့နေမြေမှာဝင်းပလီမတက်ရဘူးဆိုတဲ့စီကံကိုချိုးပေါက်တယ်အခုဝင်းပလီသွေးတွေနဲ့ကျုပ်တို့မြေသွေးစွန်းနေပြီဒီအတွက်တန်ရတန်ကြီးပြန်ပေးရလိမ့်မယ်လို့တွေးထားကြပါဘိုးကဒေါသဖြစ်နေရန်ပြစ်တင်စကားဆိုလာတယ်ကျွန်တော်လည်းတစ်ဖက်သက်ဆန်သောစကားကြောင့်ရှေ့ကိုတိုးလိုက်ရင်ဒီပြဿနာမှာကျုပ်တို့အလွန်လို့ပြောလို့မရဘူးဗျတကယ်ကူကပြဿနာမှာကျုပ်တို့ဘက်ကနင့်နာမှုကိုထဲမတွက်ထားပဲတစ်ဖက်သက်အမြင်တွေးကိုမပြောပါနဲ့ကျိုးသဘောနဲ့ကျုပ်သာဆိုရင်အခုကျုပ်တို့နေမြေထဲရောက်နေတဲ့မောင်ရင်တို့အားလုံးကိုဒီနေရာမှာတင်အားလုံးတတ်လိုက်ပြီဒါပေမဲ့ကျုပ်တို့ရဲ့သခင်မလေးကတစ်ဖက်သက်နိုင်ထက်စီနဲ့မလုပ်တတ်တော့ပြိုင်ပွဲတစ်ခုကမ်းလှမ်းလိုက်တယ်ပြိုင်ပွဲဟုတ်လားဘလို့ပြိုင်ပွဲမျိုးလဲလွယ်ပါတယ်အားလုံးကယောက်ျားသားတွေဆိုတော့လက်ယုံရည်တက်ခိုက်ပွဲလေးတိုက်ကြတာပေါ့၃ပွဲမှာ2ပွဲနိုင်တဲ့ဘက်ကနိုင်မဲ့ပေါ့လောင်းကြီးကရောကျွန်တော်နိုင်ရင်ဘာရမလဲရှုံးရင်ရောဘာပေးရမလဲနိုင်ရင်မောင်ရင်တို့ရွာနဲ့ပတ်သက်တဲ့ရန်ကြွေးတွေကိုကျုပ်တို့ဘက်ကမေးပြလိုက်မယ်နောက်ထပ်ဘယ်လိုပြဿနာမှမကြုံစေရဘူးရှုံးရင်ကျွန်တော်တို့ကဘာပြန်ပေးရမလဲသိလို့ရမလားအသက်မောင်ရင်တို့တက်တွေအားလုံးပေးရလိမ့်မယ်ဘယ်လိုလဲကျွန်တော်မှနှုတ်ဆက်သွားမိတယ်ယခုကိစ္စမှာကြီးလေသောကိစ္စရပ်ကြီးတစ်ခုဖြစ်တယ်လူတယောက်၏တတ်ထက်ရေးကြီးသောအရာလောကကြီးတွင်မရှိနိုင်တော့ပေထို့ကြောင့်အဖွဲ့သားများနဲ့တိုင်ပင်ကြတော့တယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲအခုတိုင်းတိုက်နေမယ်ဆိုရင်လည်းရေရှည်မှာကျွန်တော်တို့ဘက်ကအခြေအနေမကောင်းနိုင်ဘူးသူတို့ကမ်းလှမ်းချက်ဖြစ်တဲ့တူးချင်းအသက်လူတက်ရမှတက်ပွဲမှာရှုံးသွားရင်ပြီးရမှာကကျုပ်တို့အသက်တွေပြင်ရွာသားတွေရဲ့အသက်တွေပါပေးသွားရမှာနော်အားလုံးရဲ့အသက်တွေကကျုပ်တို့ဘော်မှာမိခိုးနေပြီဘာဆက်လုပ်ကြမလဲကျုပ်တို့လူစုမှာအလွန်ရေးကြီးသောခြေနေမှုအစင်ပြေလောက်မြင့်ခြေနေတစ်ခုကိုရွေးချယ်နေကြခြင်းပဲယခုလက်ယုံရင်ရှင်းနိုင်ရမည်ပွဲသည်လည်းလွယ်ကူမြည်ရမရှိပေသူတို့ပိုင်နိုင်သောကစားပွဲတွင်ကျွန်တော်တို့ကိုထည့်သွင်းလိုက်ခြင်းဖြစ်ရန်တူတယ်ကျွန်တော်တို့အတွက်တခြားသောရွေးချယ်စရာမရှိသောခြေနေမှုယခုတိုက်ပွဲကိုလက်ခံရန်စီစဉ်လိုက်ကြတယ်တိုက်ခိုက်မဲ့သူများကိုရွေးချယ်ရာတွင်
ကျွန်တော်လည်းတိုက်ပွဲတနေရာအတွက်စီးရင်ပေးလိုက်တယ်တာဝါကသူလည်းတိုက်ခိုက်မဲ့စီးရင်တွင်ပါရန်တောင်းဆိုနေရကျွန်တော်မှတာဝါကိုနှစ်သိမ့်နေရတယ်တာဝါရဲ့မင်းကိုကျွန်တော်တာဝန်ခံပြီးခေါ်လာတာမင်းတခုဖြစ်သွားရင်ကျွန်တော်ကိုကြော်မှာဘယ်လိုပြောကြမလဲသူကြတော့ဘာမှဖြစ်တခြားသူကိုဒုက္ခတွင်နဲ့ပို့တယ်ဘာညာပြောကြလိမ့်မယ်ဟာကိုကြီးဖိုးတွေကကျွန်တော်အဲ့လိုလောက်ခိုင်းတာမဟုတ်တာနောက်ပြီးပြဿနာတစ်ခုကြုံရင်တော့ရှေ့ကဖြည့်ရှင်းပေးတာလေကိုကကျွန်တော်လည်းအများကောင်းကျိုးအတွက်တိုက်ခိုက်ပေးခြင်းနဲ့ဒီမှာနားထောင်တော့တာဝကုတက်ရမှာတေးမယ်ရှင်မမသိတဲ့တက်လူတိုက်ပွဲဘယ်သူနဲ့တိုက်ရမယ်ဆိုတာလည်းမသိသေးဘူးဒီတော့ကျွန်တော်တို့တိုက်ပွဲမှာတစ်ခုဖြစ်သွားရင်ရွာကိုပြန်ပါကျွန်တော်ကြောင့်မိသားစုကိုပြောပြလိုက်ပါတာဝဟာကိုကြီးဖိုးတွေဘာမှဖြစ်ရဘူးနော်ကိုကြီးဖိုးတွေကတိုက်ရိုက်ခိုက်ကောင်းတယ်အတွေ့အကြုံလည်းရှိတယ်မရှုံးနိုင်ပါဘူးပြောလို့မရသေးဘူးတာဝရဲ့ဘာမှမဆိုဖြစ်သွားနိုင်တဲ့အသက်လူပဲလေတာဝမှာကျွန်တော်ကိုဆုံးရှုံးရမယ့်ရေကိုတွေးပြပင်စိုးရိမ်နေရန်ရှိတယ်စိုးရိမ်စိတ်နဲ့တူဝမ်းနည်းမှုရဲရောင်များသူ့မျက်နှာတွင်ထင်ဟပ်နေတယ်ရွာထဲမှာတိုက်ရိုက်ခိုက်ကောင်းသည်ဟုစောနေပြောလာသောရာမန်းခေါ်သောလူငယ်တယောက်ပြဿနာများမြေပြားခံရစဖြစ်သောမန်ထီတို့ကသူတို့သုံးယောက်မှတိုက်ခိုက်မိဟုဆုံးဖြတ်၍တိုက်ပွဲကိုလက်ခံကြောင်းအကြောင်းပြန်လိုက်ရာအဖိုးကသူတို့နောက်လိုက်ရင်ပြောလာသောကြောင့်ကျွန်တော်တို့လည်းသူတို့နောက်ကိုလိုက်ပါခဲ့ကြတော့တယ်ရဲတပ်တစ်လျှောက်လမ်းတွင်အဆောက်အအုံများပြည့်ရှိနေတယ်ရဲတိုင်း၏အောက်ထပ်တကားကြီးကပွင့်နေပြီးအတွင်းကိုဝင်သွားကြရာကျယ်ဝန်းသောခမ်းမကြီးကိုတွေ့ရတယ်ရဲတပ်ကြီးခမ်းမဆောင်တွင်ပိုင်းတွင်ဆင်မြင့်တစ်ခုရှိနေပြီးအနက်ဝေယုံရှိဝဲမင်းကလေးတစ်ယောက်ကကြောက်ထိုင်ကုန်တစ်ခုပေါ်တွင်ထိုင်နေသည်ကိုမြင်ရတယ်မင်းပြိုလေးဖြူဖွေးသောအသားရည်မှာနှင်းဝဲများလာရှိနေတယ်အနေရောင်ကြောင့်ဖြူဖွေးသောအသားရည်ကပို၍ထင်ရှားနေတယ်ချုံမောသောမျက်နှာကဒေါသမှန်ကြီးဟန်တင်းမှခက်ထန်သောအသွင်ပြေရှိနေတယ်ကျုပ်ကိုထောင်ချောက်စင်တာအဲ့ဒီမိန်းမပဲမန်ထီကကြောက်ထိုင်ကုန်ပေါ်မှာမင်းကလေးကိုကြည့်၍ပြောလိုက်ခြင်းပဲကျွန်တော်တို့ဖွဲ့တဲ့စကားပြောသောအဖိုးကကြောက်ထိုင်ကုန်ပေါ်မှာမင်းကလေးနီကိုတွား၍ဒီလိုစကားပြောနေရာထိုမင်းကလေးကလည်းအပြန်အလှန်ပြန်ပြောနေတယ်ကျွန်တော်ရှိသောနေရာနဲ့ထိုမင်းကလေးရှိသောနေရာကဝေလွန်သောကြောင့်စကားသံကိုမကြားနိုင်ပေဖိုးကြီးကခေါင်းဆက်ဆက်ညှိ၍ကျွန်တော်တို့နီကိုရောက်လာတယ်ပြန်ပွဲကမကြခင်စမယ်ပထမဆုံးရှင်မြန်မဲ့သူအသိပြန်တာပါကျွန်တော်တို့ကိုစကားပြောနေရင်အဖိုးကလက်ကိုပေါ်ကိုမြောက်၍ချက်ပြလိုက်ရာဂျမ်းမြင်ပေါ်စူယုံနေသူများနောက်ကိုဆုတ်သွားကြတယ်တချင်းချင်းမိတဲ့သူကျမ်းမြင်သည့်ဘေးကိုရွှေ့ချသွားပြီးဆယ်ပေပလက်ကန်ကျဲသောအပေါက်ကြီးတစ်ခုပေါ်လာတယ်အောက်ကိုကြည့်လိုက်ရာအလင်းရောင်ပါပါကျနေသောအပေါက်မှာကျမ်းမြင်ကအတောင်20ခန့်နဲ့ခမ်းမန်းကြီးရှိတယ်ပထမဆုံးရှင်မြန်မဲ့လူကအောက်ကိုဆင်းမိပါကျွန်တော်တို့ရှင်မြန်မဲ့ပြန်မဲ့ကရောပါရှိပါတယ်အောက်မှာအစင်းသင်းစောင့်နေပါတယ်ကျွန်တော်မေးကိုဖိုးကပြန်ပြေးခြင်းပဲကျွန်တော်တို့၃ယောက်တွင်ရာမန်ကအစောဆုံးရှင်မြန်မဲ့သူဖြစ်သောကြောင့်ရှေ့ကိုထွက်လိုက်တယ်ဖိုးကသူ့လူတယောက်ကချက်ပြလိုက်ရာကျိုးလေကတစ်ခုယူလာကတွင်းမောက်ဝေးမှတိုင်တွင်ချီနှောင်လိုက်တယ်ပြိုင်ပွဲမှာတနက်ကိုသုံးဝင်ပြဘူးဒီတော့တနက်ကိုထားခဲ့ပါအဖိုးကတနက်မသုံးရဆိုသောစီကံချက်ကြောင့်ရာမန်တယောက်ငွေသားရှိတလက်ကိုကင်ကအောက်ကိုဆင်းရန်ပြင်ဆင်နေခြင်းတွင်ကျွန်တော်လူစုမှာရာမန်ကိုစသရသတိထားရန်ရန်သူကိုပေါ်ဆရန်သတိပေးစကားပြောနေကြတယ်ရာမန်မှာကျိုးလေကတိုင်အောက်ကိုဆင်း၍အောက်ကိုရောက်သောအခါအဖိုးကကျိုးလေကကိုပေါ်ပြန်ဆွဲတင်၍တင်လိုက်တော့တယ်ကျိုးလေကဘာလို့တင်လိုက်တာလဲဗျဒီပြိုင်ပွဲမှာတက်ခိုက်လို့နိုင်ရင်လှေကားချပေးမှာပါမနိုင်တော့ချပေးစရာမလိုတော့ပါဘူးအဘစကားဘာလဲဗျမောင်ရင်ကနားမရှိမှုကိုပြိုင်ပွဲမှာရှုံးရင်သေးပြီလေလူတွေကဘယ်လိုပေါ်တက်နိုင်မှာလဲအဖိုးပြောသောစကားကြောင့်ကျွန်တော်ရင်ထိတ်သွားသလိုတခြားသောကျွန်တော်လူများကလည်းမျက်နှာပြက်ကုန်ကြတယ်ရာမန်တို့စိုးရင်စပ်ပြီးကြည်နေမိကြတယ်ရာမန်မှာဓာတ်ရှိကိုကန်ဆွဲ၍အောက်တွင်ရက်နေသည်ကိုမြင်ရတယ်သူရင်ဆိုင်ရမယ့်ရန်သူကိုယခုထိတွေ့ရသေးရမတူပေလင်းရောင်ပါလာသောကြောင့်အမောင်တွင်ကျင်သားရနေစေရန်ကြိုးစားနေရန်တူတယ်ဟာအလိုလေးဘာကောင်းကြီးလဲတမန်ဝုံပလီနဲ့တိုက်ရမှာလားကျွန်တော်လူစုမှာအမောင်တွင်မှရုတ်တရက်ထွက်၍ရာမန်ကိုတက်ခတ်လိုက်သောပြန်ဘက်ကိုကြည့်၍အာအသင့်ကုန်ကြတယ်ရာမန်နဲ့တိုက်ရသည်မှာလူမဟုတ်ပဲဝင်းပလီတကောင်ဖြစ်နေတယ်တမန်ဝုံပလီလိုင်ကန်တကောင်ကရာမန်ကိုတိုက်ခိုက်နေခြင်းပင်ရာမန်မှာတမန်ဝုံပလီတိုက်ခိုက်ခြင်းများကိုခုခံရှောင်တိန်၍သူ့လက်မှငွေဓာတ်ဖြင့်တစ်ချက်ထိုးကုန်နေရာဓာကြထိသောတမန်ဝုံပလီကိုမှမီးလောင်သလိုဓာထိသောနေရာတွင်လောင်ကျွမ်း၍မိဝုံငွေများထွက်လာတယ်
တမန်ဝင်ပလီမှာရာမန်လက်ထဲမှာငွေထားကြောင်းအနာကိုစုံမတိုးဝင်ပဲအမောင်တွင်ပုံးရှောင်နေလိုက်ရုတ်တရက်ထွက်လိုက်ပြည့်ရှိနေသလိုရာမန်ကလည်းသတိအနေထားရှိနေတယ်။ဒါဝငါတိုက်ခိုက်နေတဲ့အချိန်အားလုံးအယုံကတိုက်ပွဲတွေကိုရောက်နေလိမ့်မယ်။ဟဲ့ချိန်ကြရင်ရဲတိုက်ပြီးပလဲကိုမိုင်းသွားထောင်လာလိုက်ပြီးရင်ကိုလူတွေကိုအကျိုးကြောင်းပြောပြီးတယောက်ချင်းမသိမသာပြင်ထွက်ကြဟမ်လူဆိုကိုကြီးဖို့တွေထဲမှာပြိမိသွားမှာပေါ့ငါပြောတာနားထောင်စမ်းမှာတာဝါရဒီတိုက်ပွဲမှာငါနိုင်လဲသူတို့ကဂရိတီမယ်ထင်လို့လားအားလုံးကိုတတ်လိုက်မယ်ဒီတော့ငါပြောသလိုမိုင်းသာဖောက်လိုက်ငါရအောင်ပြုံထွက်ခဲ့မယ်ဂရိနော်ကိုကြီးဖို့တွေပြုံထွက်လာခဲ့ရမယ်နော်ဟင်ပါငါပြောသလိုသာတိကျလုံးနော်ဒါတွေကကိုကြီးဖို့တွေနဲ့ကျွန်တော်နဲ့ပြောခဲ့တဲ့နောက်ဆုံးစကားတွေပါပဲခုကိုကြီးမရှိတော့ဘူးကျွန်တော်လေးစားတန်ဖိုးထားရတဲ့ကျွန်တော်ကိုကြီးမရှိတော့ဘူးအားလုံးဘေးကင်းဖို့သူ့တက်နဲ့လဲပြီးကျွန်တော်တို့ကိုကဲခဲ့တာကျွန်တော်စိတ်ကိုကျွန်တော်မထိနိုင်တော့ဘူးဝမ်းနဲ့စိတ်တွေနဲ့ငိုချလိုက်မိတယ်ကြောက်ပုံတီးဖြစ်သွားတဲ့ရဲလက်ကြီးရောက်မှကိုကြီးဖို့တွေလောင်ရှိနေတယ်ကျွန်တော်ပြန်လန်းကိုကိုကြီးဖို့တွေပါပဲပြန်ရမယ်လို့ကျွန်တော်ထင်မထားခဲ့မိဘူးကျွန်တော်ပခုံးကိုလာပြည့်ညက်ပြီးအားပေးတဲ့လက်တစ်ဖက်ကြောင့်မောကြည့်ပြီးတော့ကိုကြီးဖို့တွေသွေးတော်မိတ်ဆွေကြီးစောနယ်စီတန်းသူ့မျက်လုံးမှာလည်းမျက်ရည်စာတွေနဲ့ကိုကြီးဖို့တွေလောင်ကိုကျွန်တော်ရှာဖို့ပြောတော့အားလုံးခေါင်းခါကြတယ်ဒီကြောက်ပုံကြီးကိုဖယ်ထုတ်ဖို့ဖြစ်မှဖြစ်နိုင်တော့တာလေမနက်ခင်းလင်းရောင်တွေရှက်တန်းလာပြီးဒါပေမဲ့ကျွန်တော်စိတ်တွေအမောင်နဲ့တည်းရောက်နေသလိုပါပဲကိုကြီးဖို့တွေရဲ့မွန်းတဲ့ချိန်တီပြန်ပဲပြိုကျနေတဲ့ရဲတိုင်းနာငိုနေတဲ့ကျွန်တော်ကိုဆွဲခေါ်သွားကြတယ်ကိုကြီးတည်သွားပြီးတဲ့အားလုံးကပြောလာကြတယ်ဒါပေမဲ့ကိုကြီးကမသေးပါဘူးအရက်6ပေဗလာတောက်တောက်တာနာကြည်ကောင်းတဲ့ဥပရိယုတ်တနက်ကိုပခုံးပေါ်တင်ပြီးမခိုးမခံပြုံးတဲ့မုတ်ဆိုးကြီးဖို့တေးဆိုတာကျွန်တော်စိတ်ထဲမှာဘယ်တော့မှမသေးဘူးဗျာလို့အားလုံးကိုအော်ပြောနေမိတယ်ဟုတ်ကဲ့ပြီးပါပြီခင်ဗျာခုလိုစလက်ဆုံးနားဆင်အားပေးခဲ့တဲ့အတွက်မိတ်ဆွေအားလုံးကိုကျေးဇူးထူပင်တင်ရှိပါရခင်ဗျာ